အားလုံးပဲမင်္ဂလာပါအလင်းရောင်စကားဝိုင်းကနေကျွန်တော်တို့ကြိုဆိုပါရစေရှေးဥစွာဘုရားသခင်ရဲ့ဂုဏ်တော်ကိုချီးမွမ်းပါတယ်ကျွန်တော်တို့အလင်းရောင်စကားဝိုင်းဟာဆိုလို့ရှိရင်လူတိုင်းဘုရားသခင်ရဲ့နှုတ်ကပတ်တော်တမန်ကျမ်းစာအားဖြင့်အလင်းရပြီးတော့အသက်တာကိုတည်ဆောက်နိုင်ဖို့အလို့ငါကျွန်တော်တို့ဒီလေလိုင်းကနေကျွန်တော်တို့အစီခံလက်ရှိတဲ့စကားဝိုင်းလေးတစ်ခုဖြစ်ပါတယ်လေးရောင်စကားဝိုင်းအစီအစဉ်ကိုအပတ်စဉ်တနင်္ဂနွေနေ့မြန်မာစံတော်ချိန်ည8:00နာရီနေ့လေ YouTube ကနေကျွန်တော်တို့တိုက်ရိုက်ထုတ်လွှင့်လေးရှိပါတယ်ဆိုတဲ့အကြောင်းလေးကျွန်တော်တို့ပထမဦးစွာအစီရင်ခံလိုပါတယ်ဒီပတ်အလင်းရောင်စကားဝိုင်းအစီအစဉ်မှာဆွေးနွေးမဲ့ကျွန်တော်တို့ဒီဆရာတွေလည်းရောက်ရှိလာတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့စတင်ကြမှာဖြစ်တယ်ကျွန်တော်တို့ဒီအပတ်ကျွန်တော်တို့ဟောပြောမဲ့ကျွန်တော်တို့ရဲ့ဒီခေါင်းစဉ်ကတော့နည်းနည်းကျယ်ပြန့်တယ်သို့တော့ကျွန်တော်တို့ဘုရားသခင်ရဲ့သဘောတဘာဝကိုကျွန်တော်တို့နားလည်နိုင်ဖို့အလို့ငါကျွန်တော်ဒီခေါင်းစဉ်လေးကိုကျွန်တော်ရွေးချယ်ခြင်းဖြစ်ပါတယ်ကျယ်ပြန့်ကျယ်ပြန့်ပါလိမ့်မယ်သို့တော့ဒီအရာလေးကိုကျွန်တော်တို့အားလုံးယုံကြည်သူဓမ္မမိတ်ဆွေများစဉ်းစားဆင်ခြင်နှလုံးသွင်းကြဖို့ဖြစ်ပါတယ်ကျွန်တော်ဒီခေါင်းစဉ်လေးကိုမဖော်ပြခင်မှာကျွန်တော်ပါဝင်ဆွေးနွေးမဲ့ဆရာတော်တွေနဲ့ကျွန်တော်မိတ်ဆက်ရှင်းပါတယ်နောက်ပထမကတော့ကျွန်တော် Reverend Dr. Chin Khan Boom ဖြစ်ပါတယ်သူကတော့ International Great Ministry ကကျွန်တော်တို့ Senior Pastor ဘာဖြစ်ပါတယ်ဆရာကိုလည်းအချိန်ပေးတဲ့အတွက်ကျေးဇူးတင်တယ်နောက်ဆရာတယောက်ကတော့ Dr. အောင်ထူးဖြစ်ပါတယ်သူကတော့ကျွန်တော်တို့အလင်းရောင်စကားဝိုင်းမှာအမြဲလိုကျွန်တော်တို့ကိုပါဝင်ဆွေးနွေးလေးရှိတဲ့ဆရာဖြစ်တယ်သူကတော့မြန်မာနိုင်ငံဓမ္မတက္ကသိုလ်မှာကျွန်တော်တို့ဒီ Professor အနေနဲ့ပါဝင်နေတော့သူဆရာတပန်းဖြစ်ပါတယ်ဆိုတော့ဒီကနေ့ကျွန်တော်တို့ရဲ့ဒီမေကုန်းကနည်းနည်းတော့ကျေပြန့်ပြီမဲ့ကျွန်တော်တို့နှလုံးသွင်းပြီးတော့စဉ်းစားဆင်ခြင်ကြဖို့ဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီပတ်အလေးအောင်စကားဝိုင်းအစီအစဉ်မှာဆွေးနွေးမဲ့အကြောင်းအရာကတော့ဘုရားသခင်ဟာလူတမိုင်းမှာဓမ္မနဲ့အဓမ္မနှစ်ခုစလုံးမှာရှိသလားပေါ့နော်ဒီကဘာကြီးမှာကျွန်တော်ဖြစ်သမျှဟာဘုရားသခင်ရဲ့အကျမ်းစီတွေဖြစ်တယ်လို့ကျွန်တော်တို့တတ်ပြောနိုင်မလားဆိုတဲ့ခေါင်းစဉ်ဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီအရာကိုကျွန်တော်တို့ကျမ်းစာရဲ့တမိုင်းဒီမှာကျွန်တော်တို့တွေ့ရတာဖြစ်တယ်။အဲ့တော့ကျွန်တော်တို့ဥပမာပြောရလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီဓမ္မဟောင်းကျမ်းတွေထဲမှာပေါ့နော်ရှောလမုန်မင်းကြီးရှောလူမင်းကြီးဟာဘုရားသခင်ကခံခဲ့တယ်သို့တော့အကြောင်းမျိုးကြောင့်သူဟာဘုရားသခင်ကသူ့ကိုအလိုမရှိတော့ဘဲနဲ့ဒါဝိဒ်ကိုခန့်ခဲ့ပေမဲ့ချစ်ချင်းဆိုသလိုသူကပြုတ်ကျမသွားဘူးဒါပေမဲ့ဒီကြားထဲမှာဖြစ်နေတဲ့အရာတွေအားလုံးကဘုရားသခင်ဒီဒါဝိဒ်လေးကိုကြားမှာသူကအတုံးပြုတ်ပြီးတော့เนาะဒီရှောလူမင်းကြီးထံကနေဒီသိုးသောဝိညာဉ်ရောက်လာပြီးတော့သူဟာနှောက်ချခြင်းခံရအဲ့ဒီသိုးသောဝိညာဉ်ကဘုရားသခင်စီကလာတယ်ဆိုတော့ကျွန်တော်တို့အံ့ဩစွာတွေ့ရပါတယ်ဒါကြောင့်ဘုရားသခင်ဟာတမိုင်းအဖြစ်တွေဟာသူကနှစ်ဖက်မှာရှိနေသလားပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ဆွေးနွေးဖို့ဖြစ်ပါတယ်ဒါပြင်ကျွန်တော်တို့ဒီဣသရေလလူမျိုးတွေဟာကျွန်တော်တို့ကျွန်ခံရဣသရေလလူမျိုးတွေဟာဘုရားသခင်ကမင်းတို့ကျွန်ခံမယ်ဆိုတာဘုရားသခင်ကပြောခဲ့တယ်သို့တော့ဒီအရာကိုမောရှေကိုအသုံးပြုပြီးတော့အီဂျစ်ပြည်ကနေဘုရားသခင်ကရွေးနှုတ်ခဲ့တယ်ဒါပေမဲ့အဲ့လိုရွေးနှုတ်ခဲ့တာခါမှလည်းလွယ်လေးနဲ့သူတို့ထွက်ခဲ့တာတော့မဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ပြန်ကြည့်တဲ့ခါကျရင်အဲ့ဒီမှာကျွန်တော်တို့ကဒီဖာရောပြင်ကိုဘုရားသခင်ကစိတ်နှလုံးခိုင်မာစေတယ်ဆိုပြီးတော့ကျွန်တော်အံ့ဩစရာကျွန်တော်တွေ့ရတယ်ပေါ့နော်ဆိုတော့ဘုရားသခင်ကနှစ်ဖက်မှာရှိတယ်ဒီဘက်မှာဣသရေလလူမျိုးတွေရှိတယ်ဒီဘက်မှာဖာရောဘီယန်ရှိတယ်အဲ့တော့သူ့ရဲ့အကြံစီတော်တွေကိုပြည့်စုံဖို့ရန်အတွက်ဘုရားသခင်ကဒီလိုပဲကျွန်တော်ရဲ့တမိုင်းတစ်လျှောက်မှာဒီနှစ်ဖက်မှာဘုရားသခင်ကနေပြီးတော့သူ့ရဲ့အကြံစီတော်တွေကိုပြည့်စုံစေခဲ့သလားပေါ့နော်ဒီဟာလေးကိုကျွန်တော်တို့ဒီမေကွန်းလေးကိုကျွန်တော်တို့ပထမဦးစွာကျွန်တော်တို့ဒေါက်တာအောင်ထူးကိုကျွန်တော်တို့ဆွေးနွေးစီချင်ပါတယ်ဆရာအနေနဲ့ဒီဟာကိုတမိုင်းရှုထောင့်ရတော့၎င်းဆရာရဲ့အမြင်ရှုထောင့်ရတော့၎င်းဆွေးနွေးပေးဖို့ရန်အတွက်ယေရှုနာမဖြင့်ခေါ်ဖိတ်လိုက်ပါတယ်ဆရာဟုတ်ကဲ့ပါ
ကျေးဇူးတင်ပါတယ်ပထမဆုံးဒီအလင်းရောင်စကားဝိုင်းမှာပြန်လည်ပါဝင်ရတဲ့ခွင့်အတွက်အများကြီးကျေးဇူးတင်တယ်အားလုံး moderator လုပ်တဲ့သူအဓိကစီစဉ်တဲ့ဆရာထန်းလေးအားလုံးအတူတူဖြစ်ဒီနေ့မှကျွန်တော်ပထမဦးဆုံးဆရာဖုန်ပီနဲ့အတူတကွပါဝင်ရတဲ့ခွင့်အတွက်ကျေးဇူးတင်တယ်ဖျားကျေးဇူးတော်လည်းချီးမွမ်းပါတယ်လို့ခုခေတ်မြန်မာနိုင်ငံကမ္ဘာအခြေအနေပေါ့နော်ကိုဗစ်ဖြစ်လာတယ်မြန်မာနိုင်ငံကတော့ထူးကဲတဲ့ကိုနိုင်ငံအတွင်းမှာဖြစ်လာတဲ့ပြဿနာတွေကြားထဲမှာဒီမေးခွန်းကတော့တကယ်ကိုယုံကြည်သူခရိယန်တယောက်အနေနဲ့အင်မတန်စဉ်းစားစရာကောင်းတဲ့မေးခွန်းပေါ့နော်အဲ့တော့ဆရာပြောသွားတဲ့အထဲမှာတော့ရှောလူစီကိုစိုးတဲ့ဝိညာဉ်ရောက်တယ်ဆိုတာပေါ့နော်နောက်ဒုတိယတော့ဖာရောဘီရဲ့နှလုံးသားကိုခိုင်မာစေတယ်ဆိုတဲ့ဟာပေါ့အဲ့တော့တမန်ကျမ်းစာရဲ့အစီအစဉ်လိုက်လေးပဲကျွန်တော်ပြန်သွားကြည့်လိုက်မယ်နော်အဲ့တော့ပြောမယ်ဆိုရင်တော့ထွတ်မြောက်ရကျမ်းနဲ့စလိုက်မယ်အဲ့ဒါပြီးမှဒီရှောလူအကြောင်းပြောမှာပေါ့နော်ကျမ်းစာထဲမှာတော့ဒီဖျားသခင်ကဖာရောဘီရဲ့စိတ်နှလုံးကိုခိုင်မာစေတယ်ဆိုတာကအတိတ်ပဲဖွင့်မှုတွေကတော့အများကြီးပဲများသောအားဖြင့်ကျွန်တော်တို့အခုခေတ်မှာပေါ့နော်အခုခေတ်မှာတော့ကျွန်တော်တို့ဘယ်လိုရှုထောင့်ဘက်ကနေဖွင့်ကြရလဲဆိုတော့အရာအားလုံးကဖျားပြဋ္ဌာန်းပြီးသားကျွန်တော်တို့လူဆိုတာကဖျားရဲ့နေရုပ်လေးပုံစံမျိုးအရာအားလုံးပြဋ္ဌာန်းပြီးသားပြီလို့ပြောတဲ့ determinismနောက်တစ်ခုကတော့ကျွန်တော်လူဆိုတာ freedom ရှိတယ် free choice ရှိတယ်အဲ့နှစ်ခုကိုတော်တော်လေးကိုဒီဥပမာလေးကိုကြည့်ပြီးတော့မှအငင်းခုန်တွေတော့အများကြီးရှိကြတာပေါ့နော်ဒါပေမဲ့အတိတ်ပဲဖွင့်မှုကတော့အဓိကတော့နှစ်မျိုးရှိမယ်တစ်မျိုးကတော့ဂျူးလူမျိုးတွေရဲ့ concept အတွေးခေါ်ကတော့ကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်ဖြစ်တကယ်ပျော်ရွှင်စရာတွေပဲဖြစ်ဖြစ်ဝမ်းနည်းငိုကြွေးစရာတွေပဲဖြစ်သမျှအရာအကုန်လုံးဟာဖျားကပဲဖြစ်စေတဲ့အရှင်ဖြစ်တယ်အရာအလုံးပေါ်မှာ sovereignty ပေါ့နော်ဖျားဟာအရာအလုံးပေါ်မှာအစိုးရပြီးတော့မှအချုပ်ချာပိုင်တာတဲ့ဖျားဖြစ်တယ်ဆိုတာဆိုတဲ့ခံယူချက်ရှိတယ်ဒါကြောင့်ကျွန်တော်တို့ကဘာဦးကျမ်းကနေပြီးတော့မှမာလခိတိကြည့်မယ်ဆိုရင်တော့အဲ့ဒီလိုပုံစံမျိုးဓမ္မဟောင်းဂျူးလူမျိုးတွေရဲ့အတွေးခေါ်ယူဆချက်ကိုတချို့ကအဲ့ဒီလိုပြန်ဇောင်းပေးပြီးတော့မှပြန်ကြတာပေါ့နော်ဒါအဲ့ဒီမှာကျွန်တော်သဘောကျတာကတော့တကယ်ဒီဓမ္မဟောင်းနဲ့ပတ်သက်တဲ့ပညာရှင်တကယ်ကျွန်တော် evangelical faith ရှိတဲ့သူတယောက်ဖြစ်တယ်Douglas Stewart ပေါ့နော်သူကတော့ Old Testament မှာတော်တော်လေးကိုတကယ်ပညာရှင်ပေါ့နော်သူပြောတာကျွန်တော်သဘောကျတယ်သူကကျတော့ဂျူးလူမျိုးတွေရဲ့ concept လည်းမဟုတ်ဘူးခုနပြောတဲ့ဒီ determinism နဲ့ freedom လည်းမဟုတ်ဘဲနဲ့ဘယ်ဘက်ကနေသွားလဲဆိုတော့ဒီ Egypt လူမျိုးတွေရဲ့အတွေးခေါ်ကဘယ်လိုရှိလဲဆိုအတွေးခေါ်တဲ့ဆိုင်သူတို့ယဉ်ကျေးမှုပေါ့နော်သူတို့ယဉ်ကျေးမှုမှာကတော့လူတယောက်ရဲ့စိတ်နှလုံးဆိုတာဟာအရာအလုံးရဲ့အခြေခံအနှစ်သာရတစ်ခုဖြစ်တယ်။အဲ့ဒီစိတ်နှလုံးမှာပဲအပြစ်ကင်းခြင်းဖြောင့်မတ်ခြင်းပေါ့နော်။တန်ရှင်းခြင်းနောက်တစ်ခုကတော့အပြစ်ရှိခြင်းအဲ့ဒါတွေအကုန်လုံးဟာဒီနှလုံးသားထဲမှာပဲတွားတည်တယ်။အဲ့တော့ Egypt လူမျိုးတယောက်မှာတော့သူတို့ရဲ့ Egypt လူမျိုးတွေကိုးကွယ်တဲ့နတ်ဖျားတွေကလူရဲ့စိတ်နှလုံးကိုသူကချိန်တွယ်တဲ့သူတွေဖြစ်တယ်။သူရဲ့စိတ်နှလုံးကိုချိန်တွယ်တဲ့အခါမှာကောင်းရင်ကောင်းသလောက်အကျိုးခံစားရမယ်ဆိုးရင်ဆိုးတယ်လို့ငရဲဘာညာပေါ့နော်အကုန်လုံးအဲ့ဒီလိုချမယ်အဲ့ဒီလိုရှိတယ်အဲ့တော့အဲ့ဒီ Egypt လူတွေရဲ့အယူဝါဒသူတို့ရဲ့ယဉ်ကျေးမှုအစဉ်လာခံယူချက်အရာဆိုရင်တော့ဒီကျမ်းစာကဖာရောဆိုတာကဘာဖြစ်လို့ဆိုဖာရောဆိုတာနည်းနည်းမဟုတ်တာသူတို့လက်အဲ့ဒီခေတ်ကာလအခြေအနေမှာဆိုဖာရောဆိုတာရှင်ဘုရင်တယောက်ထက်ပိုတယ်ဖာရောဆိုတာကဖျားလို့လေသူတို့ကသတ်မှတ်ကြတယ်ဒါကြောင့်ဖာရောကိုကိုးကွယ်ကြတယ်ဖာရောကဖျားတစ်ပါးဖြစ်တယ်လူတစ်ပိုင်းဖျားတစ်ပိုင်းပုံစံမျိုးလို့သူတို့ကမြင်ကြတာဒါပေမဲ့အဲ့ဒါကိုမှဒီဖျောက်မြောက်ရအကြောင်းကိုကျွန်တော်ရေးတဲ့အခါမှာဖာရောဘီရဲ့နှလုံးသားကိုခိုင်မာစေတယ်ဆိုတာချိန်ခံများစွာကျွန်တော်တွေ့ရတယ်ခဏပဲဒီဖျောက်မြောက်ရအကြောင်းထဲမှာပဲကျွန်တော်အပိုက်ငယ်ရင်းနဲ့တော့ chapter ရင်းနဲ့တော့ကျွန်တော်မပြောတော့ဘူးပေါ့နော်အဲ့လိုဓမိတ်လက္ခဏာတစ်ခုလောက်လိုက်ပြန်ပြီးနောက်ပိုင်းလွတ်မလို့နဲ့မလွတ်ပြန်ဘူးနောက်တစ်ခါလွတ်ပြန်ပြီးလွတ်မလို့မလွတ်ပြန်ဘူးနောက်တစ်ခါလွတ်ပြန်ပြီးအဲ့လိုနဲ့10ချိန်မြောက်ထိကျွန်တော်တို့ဖြစ်သွားတယ်အဲ့ဒါကိုကြည့်ချင်းအဖြစ်ဒီသမာကျမ်းစာဒီထွက်မြောက်ရကျမ်းကဘာကိုအဓိကပြောနေလဲဆိုတော့ဖာရောဟာဖျားဒါပေမဲ့ तू ကလူသားပဲသူ့ရဲ့နှလုံးသားကိုအကုန်လုံးချုပ်ကင်နေသူကဖျားဖြစ်တယ်ဆိုတာကိုပြောချင်တာဖြစ်သူတို့ရဲ့နတ်ဖျားတွေထက်အကုန်လုံးပေါ်မှာအစိုးရပိုင်သားတဲ့ဖျားဟာဒီယာဝေလို့ခေါ်တဲ့ဂျေဟောဗာဖျားဖြစ်တယ်ဆိုတာကိုထောက်ပြခြင်းတဲ့အတွက်ကြောင့်ဖြစ်တယ်ဆိုလို့အဲ့ Douglas Stewart ကသူပြောတယ်အဲ့ဒါလေးတော့ကျွန်တော်ပို့ပြီးတော့မှလက်ခံတယ်ဘာလို့ဆိုတော့အဲ့ဒီခေတ်ကကျွန်တော်ကျမ်းပိုက်တစ်ပိုက်ဖတ်တဲ့အခါမှာအဲ့ဒီခေတ်ရဲ့လူမျိုးတွေရဲ့ယဉ်ကျေးမှုတွေအတွေးခေါ်တွေခံယူချက်တွေဒါတွေကိုကျွန်တော်တော်တော်လေးပြန်ကြည့်ရတာအခုခေတ်ကျွန်တော်အဲ့လိုမဟုတ်ဘဲနဲ့အခုခေတ်ကခုနပြောသလိုလွတ်လပ်ခြင်းလူဟာလွတ်လပ်စွာရွေးချယ်ပိုင်ခွင့်နဲ့လူဟာအကုန်လုံးပြဋ္ဌာန်းပြီးသား
ကန်ချမာအကုန်လုံးစီမံပြီးသားဆိုတဲ့အမြင်ကကြတော့ဒါအရန်အခုခေတ်ဆန်လို့နဲ့20ရာစု21ရာစုဆန်လို့နဲ့အတွေးခေါ်တွေအမြင်တွေဖြစ်တယ်တကယ်တော့အဲ့ဒီခေတ်ကယဉ်ကျေးမှုကိုပြန်ကြည့်တဲ့အခါမှာ Egypt လူတွေကဒီလိုရှိတယ်အဲ့ဒီလိုနှလုံးကိုမှဖះကချိန်တွယ်ပြီးတော့မှအကုန်လုံးကိုသူကအကုန်လုံးဖះရဲ့လက်ထဲမှာဖြစ်တယ်ဆိုတာကိုဖော်ပြသွားတာပေါ့နော်အဲ့တော့အဲ့ဒီလိုလေးတော့ကျွန်တော်ပြောချင်တယ်နောက်တစ်ခုပေါ့နော်ဒီရှောလူမင်းကိုစီမှာစိုးတဲ့ဝိညာဉ်လာအဲ့ကောင်ကျတော့လည်းအတိပဲပြန်နေရအဓိကကျွန်တော် evangelical အတိုင်းမှာတော့2မျိုးရှိတယ်ပထမတစ်မျိုးကတော့ဗမာလိုကျတော့စိုးသောဝိညာဉ်အင်္ဂလိပ်လိုမှာကျတော့တချို့ version တွေက evil spirit လို့ပြန်တယ်တချို့ version တွေကျတော့ harmful spirit distressing spirit ပေါ့နော်ဒုက္ခပေးတဲ့အနှောက်ယှက်ပေးတဲ့ဝိညာဉ်လို့အဓိပ္ပာယ်ရှိတယ်အဲ့တော့အဲ့ဒါကိုကြည့်ပြီးတော့မှအဲ့စကလုံးလေးကိုဟေပြဲစကလုံးကိုကြည့်ပြီးတော့မှတချို့ကဘယ်လိုပြန်လဲဆိုတော့ဖះကရှောလူမင်းကိုစီရင်တဲ့အပြစ်စီရင်တဲ့ကောင်းကင်တမန်သူ့ကိုလုံးဝအပြစ်ဒဏ်စီရင်ပေးတဲ့ကောင်းကင်တမန်ကိုဆေလွတ်ပြီးတော့မှသူ့ကိုအပြစ်ပေးတယ်လို့ပြန်တယ်တချို့ကဒီစကလုံးလေးပေါ့နော် harmful spirit distressing spirit ဆိုတဲ့စကားလုံးကိုကြည့်ပြီးတော့မှဒါဖះရဲ့စီရင်ချက်ပဲဒါမကောင်းတဲ့ဝိညာဉ်မဟုတ်ဘူးအဲ့လိုလာတယ်နောက်တစ်ခုကျတော့ဂျူးလူမျိုးတွေကတော့အဲ့ဒီခေတ်မှာတခြားလူမျိုးတွေနဲ့မတူတဲ့ခါကတော့တခြားအဲ့ဒီခေတ်မှာတော့လူတိုင်းကဘယ်လိုယုံကြည်ကြလဲဆိုတော့ကောင်းတဲ့နတ်ဖះရှိတယ်မကောင်းတဲ့နတ်ဖះရှိတယ်အလင်းဆိုတဲ့နတ်ဖះရှိတယ်အမှောင်ဆိုတဲ့နတ်ဖះရှိတယ်သူတို့ကအမြဲတမ်းတိုက်နေတာပဲအလင်းနိုင်သွားပြီဆိုရင်တော့ကောင်းတယ်အမှောင်နိုင်သွားရင်တော့မကောင်းဘူးဒါအဲ့ဒီခက်ကသူတို့ရဲ့အတွေးခေါ်ယဉ်ကျေးမှုအစဉ်လာခံယူချက်တွေဖြစ်တာပေါ့အဲ့ဒီလိုမဟုတ်ဘဲနဲ့ဂျူးတွေကတော့အဲ့ဒီကနေခွဲထွက်ပြီးတော့မှမဟုတ်ဘူးအရာအားလုံးဟာဖះပဲဖြစ်တယ်ဒါဟေရှာယထဲမှာပါပါတယ်မှောင်မိုက်ကိုဖန်ဆင်းတဲ့ဖះငါပဲအလင်းကိုဖန်ဆင်းတဲ့ဖះငါဒါကြောင့်ဖះဟာအကုန်လုံးပေါ်မှာအစိုးရတဲ့ sovereignty လို့ခေါ်တဲ့ကျွန်တော်တို့အကျွမ်းမဲ့အစိုးရတဲ့ဖះဖြစ်တယ်ဆိုတာဆိုတဲ့အမြင်နဲ့ပြန်လာလဲရှိတာပေါ့နော်အဲ့တော့အဲ့နှစ်ခုလုံးမှာကြည့်ရင်တော့နှစ်ခုလုံးအဆင်ပြေတယ်မစိုးပါဘူးသိပြဿနာမရှိဘူးကျွန်တော်အနေနဲ့နှစ်ခုလုံးခုန Pharaoh case မှာတော့အဲ့ freedom and determinism shootout ကနေထက်အဲ့ဒီ Egypt လူတွေရဲ့အစင်လာအတွေးခေါ်တဲ့ဘက်ကဟာတော့ပို့ပြီးတော့မှဖြစ်တဲ့အရာတစ်ခုလို့မြင်တာပေါ့နော်အဲ့တော့ဒါကတော့ဒီအခုခုနကိုပတ်လင်ပြောသွားတဲ့ဒီချမ်ပိုက်နှစ်ခုရဲ့ဟာပေါ့နော်အဲ့တော့အဲ့ဒါကိုခုနမေးခွန်းထဲမှာပေါ့နော်ဓမ္မအဓမ္မဆိုတာဖះကနှစ်ခုလုံးမှာနေသလားဆိုတာကတော့ကျွန်တော်တို့ရှင်းဆုံးပြောရင်ကျမ်းစာထဲမှာပြောတဲ့ background ကိုကျမ်းစာထဲမှာပြောတဲ့ဖြစ်ရပ်ကိုကျွန်တော်တို့မြန်မာနိုင်ငံဗုဒ္ဓဘာသာ background နဲ့တွားအထိပ်ပဲပြန်အဲ့ဒါအဲ့လိုပြန်တော့လွဲတတ်တယ်တော်တော်လေးဟိုအမျိုးမျိုးကြီးပောက်ကြရတယ်ဖြစ်သွားနိုင်တယ်ဒါနည်းနည်းလေးဆင်ခြင်မှုကောင်းတယ်ကျမ်းစာအထိပ်ပဲဖွင့်တဲ့အခါကျရင်ဘာလို့ဆိုတော့တမန်ကျမ်းစာဆိုတာလွန်ခဲ့တဲ့နှစ်ပေါင်းရာချီမှာရေးခဲ့တာမဟုတ်တဲ့ဓမ္မသစ်ဆိုနှစ်ပေါင်း2000ဓမ္မဟောင်းဆိုတော့နှစ်ပေါင်း3-5000မြောက်များစွာကြာအဲ့တော့အဲ့ဒီခက်ကယဉ်ကျေးမှုတွေရဲ့ဘောင်အဲ့ဒီခက်ကယဉ်ကျေးမှုတွေရဲ့ background ကိုနောက်ခံထားပြီးတော့မှတမန်ကျမ်းစာကိုနားလည်ဖို့ကြိုးစားပြီးတော့မှအခုခေတ်နဲ့ကျွန်တော်တို့ဘလို့ပြန်ပြီးတော့မှဆက်ပြီးခွန်အားယူမလဲဘယ်လိုသင်ခန်းစာတွေထုတ်မလဲဆိုတာကိုကျွန်တော်တို့ဆွဲယူတာတော့ကောင်းတယ်အဲ့တော့အခုဗုဒ္ဓဘာသာဓမ္မနိုင်ငံရဲ့အခုလက်ရှိအခြေအနေဓမ္မအဓမ္မရှုထောင့်နဲ့ကြည့်လိုက်ရင်တော့တမျိုးကြီးဖြစ်သွားတယ်ဘုရားဘာကြီးလဲကျွန်တော်တို့မိကုန်းထုတ်เสียဖြစ်သွားတယ်အဲ့ဒီလိုတော့မဖြစ်သင့်ဘူးလို့မြင်တယ်အဲ့တော့ကျွန်တော်တို့ခုနဖာရောခိုင်မာစေတဲ့နှလုံးသားအကုန်လုံးကိုထိန်းချုပ်တယ်ဖာရောဟာဖះလို့အီဂျစ်လူတွေကိုးကွယ်ပေမဲ့သူဟာဖះလက်တော်ထဲမှာဖះမဟုတ်ဘူးသူလည်းလူပဲအပြစ်သားတစ်ယောက်ဖြစ်တယ်မထိုက်တန်တဲ့သူဖြစ်တယ်မတတ်ရှင်းတဲ့သူဖြစ်တယ်ဒီလိုညွှန်ပြသွားတယ်အဲ့လိုပဲရှောလူဘယင်ကြီးဖြစ်ပေမဲ့လည်းသူဟိုဖះကနေပြီးတော့မှစီရင်တဲ့အပြစ်ဒဏ်စီရင်တဲ့တမန်သူ့ရဲ့ဖះရဲ့ကောင်းကင်တမန်ပဲဆေလွတ်တာပဲပြောဂျူးတွေရဲ့အရာအလုံးကိုဖះရဲ့လက်ထဲမှာရှိတယ်အဆိုးအကောင်းအမှားမှန်အကောင်းဆိုးအကုန်လုံးအလင်းအမှောင်တာတွေအလုံးဖះလက်ထဲမှာရှိတယ်လို့ပဲပြောဒီနှစ်ခုလုံးကတော့ကျွန်တော်တို့အဲ့လိုနှစ်ခုလုံးနဲ့ကြည့်မယ်ဆိုရင်တော့အခုခက်ကအခြေအနေတွေကကျွန်တော်ဆွေးနွေးစရာလေးတွေတော့အများကြီးတော့ပေါ်လာတာပေါ့နော်ရှူတောင်တစ်ခုတည်းထက်ဆိုင်အများကြီးတယောက်နဲ့တယောက်ကိုဆင်ခြင်မိတယ်လို့ကိုယ့်ရဲ့အတွေ့အကြုံကိုခံစားချက်နဲ့ရှိတယ်လို့တော့ဆင်ခြင်စရာလေးတော့အများကြီးရှိတာပေါ့နော်Okay အဲ့တော့လုံးလုံးစေတော့ဒါတော့ဆိုရင်ကိုပလင်ပြောတဲ့မိခွန်းကျွန်တော်ဖြေတာလုံလောက်မလားလိုအောင်မလားပါးလေးရှိအောင်မလဲပေါ့နော်ဟုတ်ကဲ့ဆရာပြည့်စုံတဲ့လောက်ရှိပါတယ်ဟိုကျွန်တော်အနေနဲ့ဒီဓမ္မအဓမ္မဆိုတာကအခုကျွန်တော်တို့လက်ရှိဖြစ်နေတဲ့ဟိုဟာတွေနဲ့ကျွန်တော်တို့အနေနဲ့အဓိပ္ပာယ်ပြန်လိုက်တဲ့သဘောဖြစ်တယ်လို့ကျွန်တော်တို့ဟိုယူဆလို့ရတာပေါ့နော်အဲ့တော့ကျွန်တော်တို့ရဲ့အဓိကရည်မှန်းချက်ကဘုရားသခင်ဟာကျွန်တော်တို့ကဒုက္ခဆင်းရဲခြင်းရောက်လာတဲ့အခါမှာကျွန်တော်တို့ကဟိုဘက်တစ်ဖက်ကိုပြီးကြီးပဲကျွန်တော်တို့ကကြည်တတ်တယ်ဥပမာကျွန်တော်တို့ဒီ
ဟာဘကုတ်ဆိုရင်ဣသရေလလူမျိုးတွေကိုဘုရားသခင်ကဆုံးမတဲ့အခါမှာသူဘယ်လိုဆုံးမတယ်လဲဆိုတော့သူတို့အင်မတန်ယွန်ရှာမုန်းတီးတဲ့ဘာဘီလုံကိုငါနှိုးဆော်တယ်လို့ပြောတယ်ကျွန်တော်အဲ့ဒါတော်တော်ကြီးကိုအံ့ဩပါတယ်ဆိုတော့ဆိုတဲ့သဘောကဘုရားသခင်ရဲ့သဘောတဘာဝကိုကျွန်တော်နားလည်လို့ရှိရင်ဒုက္ခဆင်းရဲခြင်းကိုကျွန်တော်ခံနိုင်တယ်ပေါ့နော်ကျွန်တော်တို့ရဲ့ဒီအခုစကားဝိုင်းရဲ့အဓိကကျွန်တော်တို့တည်ပြဖို့ကြိုးစားနေတာကအဲ့ဒါဖြစ်တယ်။ဒီမှာကျမ်းစာမှာတော့ပုံဥပမာတွေကျွန်တော်တို့ဥပမာတွေတော့အများကြီးရှိပါတယ်ဆရာ။ဆိုတော့ဒီစကားဝိုင်းလေးဟာတော့အဲ့ဒီဟာကိုဥပမာကျွန်တော်တို့ကိုဗစ်မှာကျွန်တော်ကိုဗစ်ကြီးတဲ့အပြစ်တင်တယ်။ဘုရားသခင်က evil ကိုဖန်ဆင်းတာလားဆိုတဲ့ဟာတွေလည်းအများကြီးကျွန်တော်တို့ပြောနေတာကြီးတွေ့ရတာပေါ့နော်။ဆိုတော့ဘုရားသခင်ဟာဘုရားဖြစ်တယ်ခုနဆရာပြောတာကျွန်တော်အယံခွန်အားရပါတယ်ဘုရားသခင်ဟာဘုရားဖြစ်တယ်ကျွန်တော်တို့ရဲ့ကံကြမ္မာတွေကျွန်တော်တို့ရဲ့ဒီမိုင်းဖြစ်စဉ်တွေအားလုံးကသူ့လက်ထဲမှာရှိတယ်ဆိုတဲ့အရာကိုကျွန်တော်တို့ကတေးသေးချာချာသဘောပေါက်ရင်ကျွန်တော်တို့ဒုက္ခဆင်းရဲခြင်းလာတဲ့အခါမှာဒါဟာကျွန်တော်အလုံးစုံနားမလည်ပေမဲ့ဒါဟာဘုရားသခင်ကကျွန်တော်တို့ဆုံးမတာလည်းဖြစ်နိုင်တယ်အားလုံးတော့ကျွန်တော်နားမလည်နိုင်ဘူးဒါပေမဲ့ဒါဟာဘုရားသခင်ရဲ့လက်တော်လည်းဖြစ်နိုင်တယ်ဆိုတဲ့အယူဆလေးပါဆရာဆိုတော့ဆရာပြောတဲ့အထက်မှာလည်းအများကြီးပါသွားပါတယ်ဆရာကျေးဇူးတင်ပါတယ်ဆရာဒုတိယအနေနဲ့ကျွန်တော်မိကွန်းလေးပေါ့နော်အဲ့ဒါကတော့ကျွန်တော်တို့Reverend Dr. Kanbung ကိုဆရာဝန်ပြီးကိုကျွန်တော်တို့ဆွေးနွေးစီခြင်းနဲ့ပါမေးတာမဟုတ်ဘဲနဲ့ကျွန်တော်တို့ဆွေးနွေးစီခြင်းတဲ့သဘောလေးဖြစ်ပါတယ်ဆရာဆိုတော့ဒီလောကကြီးမှာဖြစ်ပျက်နေသမျှဟာဘုရားသခင်ရဲ့အကြံစီတွေပဲလို့ကျွန်တော်တို့တတ်အပ်ပြောနိုင်မလားတဲ့ဘာဖြစ်လို့ဆိုတော့ဘုရားသခင်ဟာဖန်ဆင်းရှင်ဖြစ်တယ်ဖန်ဆင်းခြင်းနဲ့ကင်းလွတ်တဲ့အရာတစ်ခုမှမရှိဘူးအဲ့တော့လူသမိုင်းတစ်လျှောက်လုံးရဲ့အတက်အကျအနှိမ့်အမြင့်အားလုံးဟာသူ့ရဲ့အကြံစီမံရာတွေဖြစ်တယ်တင်တို့ရဲ့စပင်ကိုရေတွက်လက်ရှိတယ်လို့ပြောတယ်စာငှက်တကောင်မှငါရဲ့အခွင့်ပြုချက်မပါအဘရဲ့အခွင့်ပြုချက်မပါဘဲနဲ့မြေအောက်တော့မကြဘူးလို့ပြောတယ်ပေါ့နော်ဆိုတော့ဒီအရာကဆရာရဲ့ရှုထောင့်အမြင်လေးကိုကျွန်တော်ဆွေးနွေးစီချင်ပါတယ်ဆရာမင်္ဂလာပါဆရာအခုဆွေးနွေးလို့ရပါပြီဆရာဟုတ်ကဲ့မင်္ဂလာပါဒီအလင်းအောင်စကားဝိုင်းမှာကျွန်တော်အနေနဲ့ပါဝင်ပြီးတော့เนาะကျွန်တော်ဆွေးနွေးခွင့်ရတဲ့အတွက်ကြောင့်အထူးပဲဝမ်းသာပါတယ်ပထမဦးစွာဘုရားရှင်နာမတော်ကိုလည်းကျွန်တော်အထူးပဲချီးမွမ်းနေကျွန်တော်ဤကဲ့သို့အချိန်ပေးတဲ့เนาะကျွန်တော်စတောင်းလင်းတို့เนาะပုပ္ပလင်းတို့လင်းတို့မှာစအားလုံးကိုပဲကျွန်တော်အထူးပဲကျေးဇူးတင်တယ်ဆရာအောင်ထူးနဲ့လည်းကျွန်တော်ဒီကဲ့သို့ပြေဆုံးခြင်းအခွင့်ကိုပါသူတကွဆွေးနွေးခွင့်ရတဲ့အတွက်ကြောင့်အထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်မအောင်ဆိုဆရာအောင်ထူးတို့နဲ့ဆိုရင်ဒါနှစ်ပေါင်း20ကျော်เนาะ30လောက်တော့ကျွန်တော်ရှိတော့မယ်မတွေ့ဖြစ်တာเนาะဒီနေ့ဒီညမှာပြန်လဲဆုံတွေ့ခွင့်ရတဲ့အတွက်ကြောင့်အထူးပဲဝမ်းသာတယ်ဆိုတော့ဒီမေးခွန်းကကျွန်တော်တို့ပြန်စဉ်းစားကြည့်တဲ့အခါမှာဟောပါပေါ့နေဆိုင်ပါတယ်တော်တော်ကကျွန်တော်ဆရာအောင်ထူးပြောသလိုပဲเนาะကျွန်တော်တို့ကျေပြန့်တယ်ဒီမေးခွန်းကကျေပြန့်တယ်ကျွန်တော်အနေနဲ့เนาะကျွန်တော် personal နဲ့ကျွန်တော်ပြောမယ်ဆိုရင်ဒီဟာကဖြေရမယ်ဆိုရင်တော့ဒီလောကကြီးဖြစ်ပျက်သမျှကဘုရားသခင်အကြံစီတွေပဲလားလို့ကျွန်တော်မေးတဲ့အခါကျွန်တော်အနေနဲ့ဟုတ်တယ်လို့ကျွန်တော်ပြောရမှာဖြစ်ပါတယ်သို့တော့ဒီနေရာမှာကျွန်တော်လောကမှာဒီကပ္ပဦးကျမ်းเนาะကျွန်တော်တို့ကြံကြည့်တဲ့အခါမှာဓမ္မဟောင်းကျမ်းဓမ္မသစ်ကျမ်းเนาะကျွန်တော်တို့လူသမိုင်းမျိုးလဲကျွန်တော်တို့ကြည့်တဲ့အခါမှာအခုဒါ COVID-19 ဆိုတာ pandemic တော့ကျွန်တော်ကတ်ကာလာကြီးကျွန်တော်ကာလာဟောဒီဆိုတာကျွန်တော်တို့လူတိုင်းကလက်ခံကြဒီမတိုင်ခင်မှာလဲကျွန်တော်တို့ကရှိတယ်เนาะကဘာကြီးမှာဖြစ်ပျက်တဲ့အရာတွေအများကြီးကျွန်တော်တို့ကြုံတွေ့ရတယ်ဆိုတော့ကျမ်းစာတွေကိုကျွန်တော်တို့တခုကျွန်တော်အမြဲတမ်းကျွန်တော်ခွန်အားရတဲ့ကျမ်းပိုက်ကိုလည်းကျွန်တော်တွားပြီးတော့တတိယပါเนาะဘာကျမ်းစာလဲဆိုကျမ်းစာထဲမှာကျွန်တော်ကြည့်တဲ့အခါယေရမိအနာဂတ်ကျမ်းခိုင်း29အငယ်7เนาะကျွန်တော်ဘာဘလုံမှာဣသရေလလူမျိုးတွေနှစ်ပေါင်းအများကြီး90လောက်ကြုံခံရတယ်ခါဘုရားသခင်တင်တို့ကိုအကျိုးနည်းစေခြင်းကငါမကြံစီဘူးတော်ကကျွန်တော်တို့ကိုပလင်ပြောသလိုပဲဖန်ဆင်းခြင်းနဲ့ကင်းလွတ်တဲ့အရာတခုမှမရှိဘူးလို့လည်းကျွန်တော်တို့တွေ့ရတယ်နော်ဖန်ဆင်းခြင်းနဲ့ကင်းလွတ်တဲ့အရာဒါဆိုကြခါတလေကျွန်တော်တို့သူများတွေကကျွန်တော်တို့ကိုပြောကြမင်းတို့ဘုရားကကျွန်တော်တို့ခရိယန်တွေကိုးကွယ်တဲ့အသက်ရှင်တဲ့ဘုရားသခင်ကနော်မကောင်းတဲ့အရာတွေလည်းကျွန်တော်ဖန်ဆင်းတယ်လားဆိုတဲ့မေးခွန်းတွေလည်းကျွန်တော်တို့တွေ့ရပါတယ်
ဖျားသခင်ကတော့ကျွန်တော်လောကမှာသူကကျွန်တော်ကြိုးနေဖို့ရတခုမှမလုပ်သို့တော့ကျွန်တော်တို့လူသားတွေအနေနဲ့ပြန်ကျွန်တော်စဉ်းစားကြည့်တဲ့အခါမှာတခါနော်တချို့ဆိုရင်အချိန်ကာလတော်တော်များများဒုက္ခရောက်နော်ကျွန်တော်တို့ဒုက္ခရောက်တယ်ဒီဟာနဲ့ပတ်သက်ပြီးတော့နော်တော်ကကျွန်တော်တို့ဆောင်းထူလဲကျွန်တော်ပြောသွားတာတွေကျွန်တော်ရှိတယ်ကျွန်တော်ဘောင်သွားတတိယလဲဆိုတော့တခါအာဗြဟံသူ့သားကိုဘုရားသခင်ကပူဇော်ဖို့ရန်သူတောင်းဆိုတယ်အဲ့မှာကျွန်တော်တို့တရားသူကြီးမစာထဲမှာကျွန်တော်တို့ကြည့်တဲ့အခါမှာယေဖသရဲ့ဂျက်ချာပေါ့နော်ယေဖသရဲ့တက်တာလေးကျွန်တော်တွားတွေ့ရသူလည်းသူ့သမီးကိုပူဇော်တယ်အဲ့ဒီနေရာမှာစဉ်းစားစရာကအာဗြဟံသူ့သားကိုပူဇော်တယ်နော်ကျွန်တော်တို့ယေဖသကသူ့သမီးပူဇော်လာခြင်းတူပေမဲ့မတူပါဘူးမတူတဲ့နောက်ကြောင်းကိုကျွန်တော်တို့ကြည့်တဲ့အခါဒါအာဗြဟံကြတော့ဖျားသခင်ကသူ့သားကိုပူဇော်ဖို့တောင်းဆိုတာဖြစ်တယ်ဒါပေမဲ့ယေဖသကြတော့သူကိုယ်တိုင်ကနော်ရွေးချယ်ပြီးတော့သူကိုယ်တိုင်ကဆန္ဒရှိပြီးတော့သူကပြောတာဖြစ်ပါတယ်ဆိုတော့ဒီနေရာမှာဗာလဲဆိုရင်ကျွန်တော်ဘုရားသခင်ကလူတွေကိုစပြီးတော့ကျွန်တော်ဖန်ဆင်းတဲ့အခါမှာလေကျွန်တော် free will လို့ခေါ်တယ်ကျွန်တော်တို့မှာလွတ်လပ်စွာရွေးချယ်ပိုင်ခွင့်တာကိုကျွန်တော်တို့ပေးထားတာဖြစ်တယ်ဥပမာလေးနဲ့ကျွန်တော်ပြောခြင်းတဲ့အရာကဗာလဲဒီမနေ့ပဲကျွန်တော်တရားဟောတဲ့ခါမှာလဲကျွန်တော်ဥပမာလေးနဲ့ကျွန်တော်ပြောပြတဲ့အရာအကြောင်းအရာတစ်ခုရှိပါတခါတော့ဘုရားကိုလုံးဝမယုံကြည်တဲ့သွားဆရာဝန်တယောက်ရှိဒီသွားဆရာဝန်ကနော်ဘုရားကိုလုံးဝမယုံကြည်အဲ့မှာတနေ့တော့ကောင်မလေးတယောက်ဘုရားကိုအင်မတန်မှယုံကြည်တဲ့ကောင်မလေးတယောက်ကသူ့သွားကိုလာပြင်တဲ့အခါမှာကောင်မလေးကသိတဲ့အတိုင်းပဲသူကဖျားကိုယုံကြည်တယ်ဧဝံဂေလိဆရာထက်တန်တဲ့အကြောင်းဒီဆရာဝန်ကိုသူကဧဝံဂေလိအကြောင်းဖျားရှိတဲ့အကြောင်းကိုသူကဝင်ငါသွားဆရာဝန်ကလုံးဝယုံကြည်မှုမရှိနောက်တော့ဒီကောင်မလေးကစေကုတနေတဲ့အချိန်အရှိကနေသွားမကောင်းတဲ့တယောက်ကနော်ဖြတ်လျှောက်လာတော့ကောင်မလေးကဘာပြောလဲဆရာကြည့်ပါဦးနဲ့ဟိုတယောက်ကသွားလုံးဝမကောင်းဘူးနော်ဆရာဝန်ကဘာပြောလဲဆိုဟာဟုတ်တယ်တဲ့ဒီလူငါစီလာလို့ရှင်တော့ငါကောင်းကောင်းလေးပြီးသွားတယ်ပါလေလိုအပ်တာတွေငါပြုပြင်ပြီးတော့ငါစိုက်ပေးမယ်နော်ဆိုအဲ့ကောင်မလေးကတဘောပေါက်ပါတယ်ဆရာကဘာပြောလဲဒီတယောက်ကသူ့စီလာပြီးတော့သွားကိုကုသမှနော်ပြင်မှသူ့သွားကလာပါတဲ့သွားတွေဖြစ်ဒါကိုသူကကောင်မလေးကဘာပြောလဲဆိုဟုတ်တယ်တဲ့ဆရာပြောတာမှန်တယ်နော်ဆရာပြောတာမှန်တယ်လူတွေကဘာဖြစ်လို့လဲဆိုဖယားစီမှာမသွားကြတယ်ဖယားစီသွားလို့ရှိရင်တော့ဘုရားသခင်ကနော်သူတို့ကိုကွဲကားမှာပဲမဆမှာတခါတလေကျွန်တော်တို့ကဖယားနဲ့ဝေးသွားလို့နော်ကျမ်းစာထဲမှာကျွန်တော်တို့စာလံတို့ဘာလို့ကျွန်တော်တို့ကြည့်တဲ့အခါမှာလေနော်ထာဝရအရေးဖြစ်တယ်ကျွန်တော်တို့ဇီးအောင်တောင်ကဲတော့ကျွန်တော်ရဲ့ကွယ်ကာယာဖြစ်တယ်ကျွန်တော်ပြောတာကျွန်တော်ရှိပါတယ်မိုးရွာတဲ့အခါမှာကျွန်တော်ထီးဆောင်မှာအရေးရတဲ့နေရာမှာကျွန်တော်တို့နေမှမိုးကကျွန်တော်တို့မဆိုးမှဖြစ်ပါတယ်သို့တော့ကျွန်တော်တို့ကအရေးမရှိတဲ့နေရာထီးမရှိတဲ့နေရာကျွန်တော်တို့မိုးတော့ဆိုးမှာပဲဒါကြောင့်ဘုရားသခင်စီကိုခိုလုံမှသာလေတော့ဒီနေရာမှာစဉ်းစားစရာတစ်ခုရှိတာကကျွန်တော်တို့ဒီယေရမိမှာကျွန်တော်ဖတ်သွားတယ်နော်ကျွန်တော်တွေ့ရတာကဘာလဲတင်တော့အကျိုးနည်းစေခြင်းကမကြံစီဘူးတခါဘုရားသခင်ကကျွန်တော်တို့ကိုချစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ရဲ့သူ့ရဲ့လမ်းကြောင်းနဲ့သူ့ရဲ့မေတ္တာကိုတာ၍ကျွန်တော်ခံစားစေခြင်းလို့လေကျွန်တော်တို့ကိုဒီလိုစူးလေးတွေရှင်ပေါလုပြောတယ်နော်ကျွန်တော်တို့ကိုပေးတာလေကျွန်တော်တို့ဖြစ်နိုင်တယ်ဒါကြောင့်ဒီဟာကဥပမာတစ်ခုလေးနဲ့ကျွန်တော်ထပ်ပြီးတော့ကျွန်တော်ပြောချင်ပါသေးတယ်။ဘာလဲဆိုရင်တိုက်မှုတွေဖြစ်တယ်။လမ်းပေါ်မှာလမ်းကအကောင်းကြီးပဲ။ရင်တိုက်မှုတွေဖြစ်တယ်။တခါတချို့ကနော်ပြောကြတယ်နော်။ဘာပြောလဲဆိုရင်ကျွန်တော်တို့ကရှင်ချင်းရဲ့အလုပ်ဒါတိကျကျွန်တော်မြင်တတ်ဖို့လိုအပ်
ရင်ထင်းရဲကသူ့အနေတူနေတာဖြစ်တယ်လမ်းပေါ်မှာကကျွန်တော်ရင်တိုက်တာကဘသူအားနဲ့ချစ်ကြောင်းရင်မောင်းနေအားနဲ့ချစ်ကြောင်းကျွန်တော်တို့ဖြစ်ပါတယ်နော်ရင်မောင်းနေအားနဲ့ချစ်သို့တော့ရင်ထင်းကသူ့အနေတူရှိဒီရင်တိုက်မှုဖြစ်အောင်ရင်ထင်းကဘာမှမလုပ်တခါတခါကျွန်တော်တို့ရဲ့ဘဝတွေလည်းဒီလိုကျွန်တော်တို့ဖြစ်ဒါဘုရားသခင်အကြံစီတော့ဒါတွေကကျွန်တော်တို့မေးလာတဲ့ကျွန်တော်တို့လူတွေစဉ်းစားလာတဲ့အရာကကျွန်တော်တို့ဘဝမှာဘာဖြစ်လို့ဒုက္ခတွေနော်ဒါမျိုးတွေကျွန်တော်တို့ကကြုံရတယ်လေဒါကိုကျွန်တော်နောက်ကြောင်းကိုကျွန်တော်ဒီဟာကိုမေးခွန်းကိုကျွန်တော်ပြန်သွားခြင်းလို့ဒါတွေကျွန်တော်ပြောပြကျွန်တော်တို့ဖြစ်ပါတယ်ဆိုတော့လမ်းမှနီးလန်ကျွန်တော်တို့သွားမယ်ဆိုရင်တော့ကျွန်တော်တို့ကရင်တိုက်မှုလဲကျွန်တော်ဖြစ်မှာမဟုတ်ဘူးသွားကြဝင်စီကိုကျွန်တော်သွားမှကျွန်တော်တို့ရဲ့သွားတွေနော်ကောင်းကောင်းမွန်မွန်ကျွန်တော်တို့ဖြစ်လာဖြစ်တယ်ဒါကြောင့်မလို့ဒီဟာနော်ကျန်အေးဘက်ထဲမှာလဲကျွန်တော်တို့ကြည့်တဲ့အခါမှာအခန်းကြီး1နဲ့7မှာလဲကျွန်တော်တို့ကြည့်တဲ့အခါဘာတွေ့လဲဆိုဖျားတဲ့အကျံစီတော်တွေရှေ့မဆွာကသူ့မှာရှိတယ်ဒါကြောင့်မလို့ဒီနေ့ဒီမေးခွန်းနဲ့ပတ်သက်ပြီးတော့နော်တကယ်ကျေပြတ်တဲ့ဒီဟာဝိဝါဒလေးလဲကျွန်တော်တို့ပွဲတယ်ခံချက်တယ်လည်းအမျိုးမျိုးရှိမယ်ကျွန်တော်တူတယောက်အနေနဲ့ဆိုရင်ဒီနေ့လောကကြီးမှာဖြစ်ပသမျှကဘုရားသခင်ရဲ့ခွင့်ပြုချက်ကြံစီဖြစ်တယ်သို့တော့လူဘက်ကနေနော်တစ်ခုတစ်ဖက်ကရှိတယ်တခါတည်းဘုရားသခင်ရဲ့စီမံမှုအောက်မှာကြံစီတော်အောက်မှာကျွန်တော်ဥပမာဣသရေလလူမျိုးတို့လို့နော်ကျွန်တော်တို့ကဘာဘလုံမှာနှစ်ပေါင်းအများကြီးကျွန်တော်ကြုံခံရတယ်ဒါတွေကျွန်တော်တို့ရှိတယ်တစ်ဖက်ကနေကျွန်တော်တို့လူဘက်ကနေလုံအပ်ချက်ရှိလို့မို့ကျွန်တော်တို့မှာခက်ခဲတွေမျိုးမျိုးကျွန်တော်တို့ကြုံရတတ်ပါတယ်လို့ဒါကြောင့်ဒါမေးခွန်းကိုကျွန်တော်ဖြေရမယ်ဆိုရင်အားလုံးကဘုရားသခင်အကြံစီတော်ပဲလို့ကျွန်တော်အနေနဲ့ဆိုရင်ဒီလိုပဲပြောချင်ပါတယ်လို့ရှာပတ်လင်ကဒီမေးခွန်းနဲ့ပတ်သက်ပြီးတော့လုံလောက်မှုရှိတယ်လားတော့မသိနော်ကျွန်တော်ဒီလောက်ပြောချင်ပါတယ်လို့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဆရာလုံလောက်ပါတယ်ဆရာကျွန်တော်တို့အနေနဲ့ even ကျွန်တော်တို့ယုံကြည်သူတွေမှာတောင်မှဒီအရာကိုကျွန်တော်တို့မေးလေးရှိတယ်ပေါ့နော်ဘဝမှာအရန်ခက်ခဲလာဘူးဆိုရင်ဘုရားသခင်ကဒီအရာကိုဘာဖြစ်လို့ခွင့်ပြုရတာလဲဆိုတော့ဒီလူသိရှင်ကြားကြီးမမေးရင်တောင်မှကျွန်တော်တို့နှလုံးသားထဲမှာဒီမေးခွန်းလေးတွေပေါ်လာတာပေါ့ even ကျွန်တော်ယောဘကြီးအသက်တာကိုလည်းကျွန်တော်တို့ကြည့်ရင်သူမေးခွန်းတွေမေးတာကိုကျွန်တော်တို့တွေ့ရပါတယ်ဒါပေမဲ့ဘုရားသခင်ကကျွန်တော်အားရအောင်တာကဘုရားသခင်စိတ်မဆိုးဘူးဒီဟာနဲ့ပတ်သက်လို့ရှင်ဘုရားသခင်ကစိတ်မဆိုးတဲ့အပြင်ယောဘကြီးကိုသူရှင်းပြလိုက်တဲ့အရာကြီးอ่ะနော်ကျွန်တော်အတွက်အင်မတန်ကိုအံ့သင့်စရာပေါ့နော်ဒီဆက်ချဝလာဖြစ်တည်မှုကစဘယ်ဒီတမင်သားမွေးတာမင်းဘယ်လောက်တည်တယ်လဲနော်ဒီပြီးရင်ငါဆက်ချဝလာကိုငါတဲခဲ့တော့ကမင်းဘယ်မှာလဲဆိုပြီးတော့ယောဘကြီးကိုမေးခဲ့တယ်ဆိုတော့တဲ့ဘောကအရာရာဟာသူ့လက်ထဲမှာရှိတယ်အရာရာဟာသူစီမံခြင်းတယ်လို့စီမံမယ်ဒါပေမဲ့အသေးစိတ်ကတော့မင်းတို့သိစရာမလိုဘူးဆိုတဲ့သဘောမျိုးတော့စောင့်နေတယ်လို့ကျွန်တော်မြင်တယ်ဒီအရာနဲ့ပတ်သက်လို့ကျွန်တော်တို့ဘုရားသခင်ကိုမေးခွန်းထုတ်စရာလည်းမရှိသလိုဘုရားသခင်ရဲ့ဘောတဘာဝကိုနားလည်ဖို့ဘုရားသခင်ကကျွန်တော်တို့ကိုသိစေခြင်းတယ်ဆိုတော့အရာလေးတော့ကျွန်တော်နားလည်မိတယ်ပေါ့ဗျာဆရာအဲ့တော့ဆရာဆုံးလင်းပါတယ်ဆရာအဲ့ဒီအတွက်ကျေးဇူးတင်ပါတယ်နောက်ဆုံးအနေနဲ့ကျွန်တော်တခုမေးချင်တယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ဆရာဝန်ပြီးရောကျွန်တော်တို့ဒေါက်တာအောင်ထူးရောမေးခွန်းကတော့ခက်စင်လေးပါပဲဒါပေမဲ့နည်းနည်းကျွန်တော်တို့ပို့ပြီးတော့ဘာမလဲစင်ကြင်မိအောင်လို့ကျွန်တော်ဆရာတို့နှစ်ယောက်စလုံးကပဲဖြေပေးပါပြီးလို့ရှိရင်ကျွန်တော်တို့ပထမဆုံးဒီအရာကိုဆရာဝန်ပြီးပြီးတော့ဒီ the same မေးခွန်းကိုပဲဒေါက်တာအောင်ထူးကဆွေးနွေးပေးစေချင်ပါတယ်ခင်ဗျဒါကတော့ဘာလို့ဆိုတော့သခင်ယေရှုဟာခုနကျွန်တော်တို့ပြောကြလို့ပဲရှမဿဲ29:30ရှမဿဲ29:30ထဲမှာရှင်တင်တို့ဤအဘမခွင့်မရှိလျင်တန်ခဲ့တကောင်မြမြေတော့မကြရဘူးလို့ပြောတယ်အင်မတန် detail ကြပါတယ်ပေါ့နော်အင်မတန်အံ့ဩစရာကောင်းပါတယ်ကျွန်တော်စပင်ဒီလည်းအကုန်ရေတွဲလေးရှိတယ်ကျွန်တော်စပင်ဘလောက်ပြုတ်သွားတယ်ဆိုတာကျွန်တော်မသိပေမဲ့ဘုရားသခင်ကသိတယ်ဒီအတိုင်းဆိုရင်ဒီသဘောတရားအတိုင်းကျွန်တော်တို့ယုံကြည်ရမယ်ဆိုရင်လူဘဝမှာကျွန်တော်တို့တွေ့ကြုံနေရတဲ့ဖြစ်ဖြစ်အကောင်းအဆိုးအကျိုးအကြောင်းဘုရားသခင်ရဲ့အခွင့်နဲ့
အားလုံးကဖြစ်နေတယ်ဆိုတာကျွန်တော်တို့ခံယူရမယ်အနေထားရှိတယ်ပေါ့နော်ခုနယေရှုခရစ်တော်ပြောတဲ့ပုံစံမျိုးအရဆိုရင်ဒါပေမဲ့လက်တွေ့ဘဝမှာကျွန်တော်တို့ယုံကြည်သူတွေကတခါတလေအဲ့ဒါကိုကျွန်တော်ခံယူရခက်တတ်တယ်ကျွန်တော်ကိုယ်တိုင်လည်းခံယူရခက်တယ်ဥပမာကိုဗစ်ဘေးမှာကိုဗစ်ကျွန်တော်တို့ pandemic ကြီးမှာကျွန်တော်တို့ဖြစ်ရတဲ့ညီကိုမောင်နှမတွေ even ကျွန်တော်တို့ဒီမှုတော်ဆောင်လေအများကြီးကျွန်တော်တို့ကိုထားခဲ့ကြတယ်ပေါ့နော်ဆိုတော့ဒါတွေဟာဘုရားသခင်ရဲ့အကြံစီဖြစ်မယ်ဆိုတာအင်မတန်ခံယူရခက်တယ်လူအနေနဲ့ပြောတာပါဒါပေမဲ့ဒီအရာတွေအားလုံးဟာခုနယေရှုခရစ်တော်ပြောတဲ့စကားအရာဆိုတခြားကျမ်းတွေလည်းအများကြီးရှိပါတယ်เนาะကျွန်တော်ကဒါဥပမာအနေနဲ့ပြောတာပါဥပမာအနေနဲ့ကျွန်တော်တို့ပြောခြင်းဖြစ်တယ်တခြားကျမ်းတွေကိုးကားစရာတွေလည်းအများကြီးရှိတယ်ဆိုတော့ကျွန်တော်တို့ရဲ့ဘဝမှာယောဘကြီးလည်းသူ့အမောင်ဆုံးအချိန်မှာဘုရားသခင်ကိုမေးခွန်းတွေထုတ်ခဲ့တယ်ဆိုတော့ကျွန်တော်တို့ယုံကြည်သူတွေအနေနဲ့ဒီလိုဟာမျိုးဂျင်းတဲ့ကြက်တဲ့ရောက်နေတဲ့အချိန်ခါမျိုးကြရင်ဘယ်လိုခံယူချက်မျိုးတွေနဲ့ဘယ်လိုယုံကြည်ချက်မျိုးတွေနဲ့ကျွန်တော်တို့ရှေ့ကိုဆက်တင်ပါလဲပေါ့နော်ကျွန်တော်ဒီမေးခွန်းလေးကိုကျွန်တော်မေးခွန်းရေလုံးမဟုတ်ပါဘူးကျွန်တော်ဆွေးနွေးဖို့ရန်အတွက်ပထမဦးစွာကျွန်တော် Reverend Dr. Chin Khan Vum ကိုဆရာ Vum ပြီးကိုကျွန်တော်အချိန်ရင်းငယ်ပေးခြင်းပါတယ်ဆရာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဒီမေးခွန်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဗာသွားတတိရလဲဆိုရင်ကျွန်တော်ကျမ်းစာထဲမှာနော်နေချင်းဆရာယောဟန်နော်ကျွန်တော်နေချင်းဆရာယောဟန်ကထောင်ကျနေတဲ့အချိန်ယေရှုခရစ်တော်ကနော်ဖြားတဲ့လူတွေကျွန်တော်ကျမ်းမာစေတယ်နော်တည်တဲ့လူတွေရှင်ပြန်ထမြောက်စေနမိတ်လက္ခဏာတွေပြုနေတယ်ဆိုတော့သူ့တပည့်နှစ်ယောက်ကိုလွတ်လိုက်တော့ရောက်တဲ့အခါမှာယေရှုကသဘောပေါက်သွားတယ်ယေရှုကဘာပြောလဲဆိုယေရှုခရစ်တော်ရဲ့စကားကငါကြောင့်စိတ်မပြတ်သောသူဒီမင်္ဂလာရှိတယ်ဒါကိုတော့ပြောခိုင်းလိုက်နော်ငါကြောင့်စိတ်မပြတ်ကျွန်တော်ထင်ပါတယ်ကျွန်တော်ဒါနှစ်ချင်းစရာယောဟန်ကယေရှုခရစ်တော်ကိုနှစ်ချင်းပွေးခဲ့တဲ့လူပဲပြောရင်သူတနည်းပြောမယ်ဆိုရင်သူကနှစ်ချင်းပွေးတဲ့လူဆိုတော့ကျေးဇူးမကင်းဘူးဗျကျေးဇူးမကင်းတော့ဆိုတော့နှစ်ချင်းစရာယောဟန်ဒီလိုဒုက္ခရောက်နေတဲ့အချိန်မှာတော့ယေရှုခရစ်တော်ကကျွန်တော်တို့လူအနေနဲ့ဆိုဝုန်းတိုင်းဆိုပြီးတော့လာပြီးတော့ဂယုတဆိုင်နဲ့လာပြီးတော့ကယ်ဖို့မျှော်လင့်မယ်လို့လူသားတစ်ယောက်အနေနဲ့ကျွန်တော်ဒီလိုစဉ်းစားတဲ့အခါကျွန်တော်တို့တွေလည်းဒုက္ခရောက်နေမျှော်လင့်တဲ့အချိန်တွေအများကြီးကျွန်တော်တို့ရှိပါတယ်ဆိုတော့ငါကြောင့်စိတ်မပြတ်သောသူဒီမင်္ဂလာရှိတယ်ကျွန်တော်တို့ယုံကြည်သူများအနေနဲ့ဒီလိုတွေကျွန်တော်တို့ချစ်ပြည့်နေတဲ့အခါမှာအရေးကြီးတာကပါလေကျွန်တော်စိတ်တက်မကြပဲနဲ့ကျွန်တော်တို့ထိုဘုရားကိုသာလေကျွန်တော်တို့နော်အာယုံဆိုင်ပြီးအသက်ရှင်ဖို့ဘယ်စာရေးစရာလဲတော့မသိဘူးကျွန်တော်ကြည့်လိုက်တာကတခုကျွန်တော်ခွန်အားရတာကဘာလဲဆိုရင် तू ကပြောတယ်ဆိုးတဲ့အရာတွေကဘုရားသခင်ရဲ့စီမံကိန်းမှာမပါဘူးနော်စီမံကိန်းမှာမပါဒါတော့သူများရေးထားတဲ့အရာလေးပေါ့ဒါပေမဲ့ဆိုးတဲ့အရာတွေကျွန်တော်တို့မှာဖြစ်တယ်တဲ့ဘာဖြစ်လို့လဲဆိုတော့လူတွေက free will ရှိလို့ဖြစ်တယ်ဆိုပြီးတော့ तू ကရေးထားတာပေါ့နော်ဒါတော့လူတိုင်းလက်ခံနိုင်ခြင်းမှကျွန်တော်တို့လက်ခံနိုင်မှာဖြစ်တယ်ဆိုတော့ဒါကြောင့်မလို့ဒီလိုကြီးမှာနော်ကျွန်တော်တို့ယုံကြည်သူများအနေနဲ့အဓိကနော်ဒီမိကွန်းပတ်သက်ပြီးတော့ကျွန်တော်ပြန်စဉ်းစားကြည့်တဲ့အခါစိတ်တက်မကြပဲနဲ့ကျွန်တော်တို့ဘဝကိုကျွန်တော်တို့လှုပ်ထိုက်တဲ့အရာကိုနော်လှုပ်သွားဖို့အရေးကြီးတယ်ကျွန်တော်တို့ဘက်ကဘယ်လိုအခြေအနေပဲရောက်ကြနော်ယေရှုပြောတော်လို့ငါကြောင့်စိတ်မပြတ်တော်သူမင်္ဂလာရှိတယ်ဆိုတယ်လို့ကျွန်တော်တို့ရှေ့ကိုတက်လမ်းပြီးတော့ထိုယေရှုခရစ်တော်ကိုသာကျွန်တော်ရှေ့ရှုလက်နော်ကျွန်တော်တို့ကfocus ထားပြီးတော့ကျွန်တော်အသက်ရှင်သွားဖို့ဘယ်လိုပဲကျွန်တော်အနေနဲ့ပြောချင်ပါတယ်လို့ကျေးဇူးတင်ပါတယ်ဒေါက်တာအောင်ထူးဆက်လက်ပြီးတော့ဆွေးနွေးပြပါခင်ဗျာကျွန်တော်တို့ခု back ချောင်းပေါ့နော်ကျွန်တော်တို့မိတ်ဆွေတငယ်ချင်းလေးတွေနဲ့စုပြီးတော့ဒီ January ထဲမှာဒီလိုခစ်ပြက်ခစ်ဆိုးခစ်ကာလအခြေအနေမျိုးမှာကျွန်တော်ယုံကြည်သူတယောက်အနေနဲ့ဘယ်လိုရှင်တန်တဲ့လဲပေါ့နော်ဘယ်လိုသက်ရှင်တဲ့လဲကျွန်တော်ခရိယန်ယုံကြည်ခြင်းဟာဒီလိုကာလမျိုးမှာအသက်ရှင်နိုင်အောင်ဘာတွေဘယ်လိုခွန်အားတွေပေးနိုင်တယ်လဲဘယ်လိုနီးပေးလမ်းညွှန်မှုပေးနိုင်တယ်လဲဘယ်လိုတွင်တင်ချက်တွေရှိနိုင်တယ်လဲဆိုတာလေကျွန်တော်တို့အဲ့မှာဒီတကယ်ဆွေးနွေးပွဲပေါ့နော်လုပ်ဖို့အဲ့ဒါမျိုးလေးတော့ကျွန်တော်စဉ်းစားအဲ့မိခွန်းတယ်နည်းနည်းကတ်တွားပြီးတော့မှဆက်တယ်လို့ပြောရမှာပေါ့နော်ဟိုကလည်းကျွန်တော်တို့ဒီလိုခြေလေးမျိုးမှာဖျားချက်စီလို့ပြောနိုင်မလားပါညာတွေပေါ့ကိုဗစ်ဆိုတာ
ကိုတပည့်တစ်ခုတော့ကျွန်တော်အမြဲတမ်းဒီအသင်းတော်တမိုင်းပြန်ကြည့်တော့ကျွန်တော်တို့အတွက်အခုခေတ်ယုံကြည်သူကြောင့်ကျွန်တော်အပါဝင်မှာအဓိကအတွက် shocking အမြဲတမ်းဖြစ်တာကတော့ဓမ္မတိယုံကြည်သူတွေကတော့သူတို့ကဒုက္ခဆင်းရဲဝေဒနာဆိုတာကသူတို့ကအမြဲတမ်းမျှော်လင့်ပြီးသားပဲခရစ်တော်နောက်ကိုလိုက်ရင်ဒါတွေဖြစ်မယ်ဆိုတော့သူတို့ကလုံးဝဒီအရာပေါ်မှာသူတို့ကမချေမနဲ့နဲ့အိုးဖះဘာဖြစ်လို့ကျွန်တော်မှဒီလိုတွေ့ရတာလေကျွန်မမှဒီလိုတွေ့ရတယ်အဲ့လိုမေးခွန်းတော့သူတို့မေးလို့တော့မရှိဘူးဒါကနဝိယုံကြည်သူတွေရဲ့အရန်ထူခြားတဲ့အရာတစ်ခုပေါ့နော်သူတို့ကခရစ်ယာန်ယုံကြည်သူတယောက်ဖြစ်တယ်ဆိုရင်ခရစ်တော်ရဲ့လဝကတိုင်ငါတို့ကိုလဝကတိုင်ကိုထမ်းပြီးတော့မှလိုက်တာဖြစ်တဲ့အတွက်ကြောင့်ဒုက္ခဆင်းရဲအကုန်လုံးကျွန်တော်တွေ့ကြုံရမှာပဲအနှိမ်ခံတာတွေဒုက္ခဆင်းရဲတွေညှင်းဆဲနှိပ်စက်တာတွေမျိုးနေမကောင်းတာတွေကျွန်တော်တွေ့ရမှာပဲဒီတော့အဲ့ပေါ်မှာသူတို့ကတော့မေးခွန်းထုတ်လို့တော့မရှိဘူးဒါကြောင့်ရှင်ပေါလုရဲ့စာတွေမှာတော့အများကြီးတွေ့ရတာပေါ့နော်ငါတို့မကြံစီနိုင်အောင်ရှိပေမဲ့စိတ်မပြတ်ဘူးအောက်သူလှဲခြင်းခံရပေမဲ့ဆုံးရကိုမရောက်ဘူးဒါတွေကျွန်တော်တို့အများကြီးတွေ့ရတယ်ဒီຢာတွေကပြီးတော့အထူးသဖြင့်တော့ကျွန်တော်ခရစ်ယာန်ယုံကြည်သူတွေလည်းခဏကိုးကားတဲ့ယောမ8:28ကျွန်တော်ဖျားသခင်ကြံစီတော်မူခြင်းအတိုင်းဖျားသခင်ကိုချစ်တဲ့သူတွေအတွက်အရာအလုံးဟာအကောင်းဆုံးဖြစ်အောင်ဖျားကလှုပ်ပေးနေတယ်ဆိုတာလေးတွေပေါ့နော်အဲ့တော့အဲ့ဒါလေးတွေကိုကျွန်တော်တို့ယူပြီးတော့မှအဲ့ဒီရှင်ပေါလုလည်းအဲ့လိုရေးတဲ့အချိန်မှာဒါတွေကိုကြည့်ခြင်းအဖြစ်ကနဦးယုံကြည်သူတွေကတော့ဒုက္ခဆင်းရဲဆိုတာသူတို့အတွက်ကဒါသူတို့ရဲ့ယုံကြည်ခြင်းကိုတုံ့လှုပ်စေတာထက်ဆိုင်သူတို့ကဒါတွေကိုမျှော်လင့်ပြီးသားဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီပုံမှာသူတို့အံ့ဩတုံ့လှုပ်နေတာတွေတော့မရှိတဲ့သဘောတော့ကျွန်တော်အများကြီးရှိတယ်။သူတို့ပြကျွန်တော်အဲ့ဒီကိုဗစ်အကြောင်းတွေပါကျွန်တော်စဉ်းစားရင်လည်းကျွန်တော်မြန်မာနိုင်ငံမှာကိုဗစ်ဖြစ်တဲ့အချိန်မှာဆိုရင်လည်းပေါ့နော်။ကျွန်တော်တို့ဗမာစကားမှာကိုဗစ်နဲ့ကိုစစ်ပေါ့နော်။ကိုဗစ်ကတော့ပုံနေလာတာပေါ့။ကိုဗစ်အချိန်တွေမှာဆိုရင်လည်းကျွန်တော်တော်တော်များခရစ်တော်ကြွလာတော့မယ် rapture လာတော့မယ်နောက်ဆုံးတော့ချီဆောင်ခြင်းအဲ့ဒါတွေကိုတော်တော်လေးကျွန်တော်တို့အဲ့ဒါတွေနဲ့အားပေးကြတယ်အဲ့ဒီလိုတရားဟောချက်တွေကျွန်တော်အများကြီးကြားကြအဲ့တော့ဆရာကောင်းတာဒီကနဦးယုံကြည်သူဆိုတာခရစ်ယာန်ဆိုတာကတော့တရားဝင်ဘာသာမဟုတ်လေရောမအစိုးရအတိမတ်မပြုယူဒဘာသာဝင်တွေကလည်းသူတို့ကငါတို့ယူဒဘာသာကိုဖျက်ဆီးတဲ့သူတွေဒီလိုမြင်တဲ့သူတွေဟုတ်ပြီးတော့ကျွန်တော်တမိုင်းအသင်းတော်တမိုင်းကိုလေ့လာတဲ့အခါမှာလဲ AD 300ကျော်နောက်ပိုင်းမှာလဲရောမ Empire မှာအဲ့ဒီတော့ epidemic ပေါ့ pandemic ကတော့တကမ္ဘာလုံးဖြစ်သွားတယ် epidemic ကတော့ရောမ Empire နေရာတော်တော်များများမှာတကယ်ကိုပြန့်နှံ့တဲ့ယောဂါတွေအများကြီးရှိခဲ့ဘူးတော့သူတို့သုံးတဲ့ small pox တို့အများကြီးအဲ့လိုယောဂါတွေဖြစ်တယ်အဲ့လိုယောဂါဖြစ်ပြီးဆိုရင်ကျွန်တော်တို့တကယ်ဒီရောမရှင်ဘီယံနေတဲ့စီဇာနေတဲ့နေရာတွေအထိကိုအဲ့မှာကုတဲ့ဆရာဝန်တွေတကယ်သမားတော်တွေကဆိုထွက်ပြေးတယ်ရှောင်ဖုံးတယ်အကုန်လုံးကကြောက်ကြတယ်ဘယ်မှမထွက်တော့ဘူးအနာယောဂါရှိတဲ့လူဆိုရင်ထိကိုမထိတော့လှဲ့ကိုမကြည့်တော့အဲ့တော့လူတွေကအတုံးယုံကိုကျွန်တော်တို့သေကြတယ်လူဥယေသေနှုံးကတော်တော်များတယ်အဲ့ဒီခက်ကအဲ့ဒါနဲ့ပတ်သက်လို့ဒီ Rodney Stark လို့ခေါ်တဲ့သူက sociologist ပဲသူကတော့စိတ်ဒီလူမှုရေးရာပညာရှင်ပဲဒါပေမဲ့သူက the rise of Christianity ပေါ့နော်ခရစ်ယာန်ဘာဖြစ်လို့တိုးပွားလာရလဲခရစ်ယာန်ဘာဖြစ်လို့နိုးချလာရတယ်လဲသူရဲ့ subtitle ကတော့ကျွန်တော်အင်္ဂလိပ်လိုတော့မမှတ်မိတော့ဗမာလိုကတော့ဗာလဲဆိုတော့လူနည်းစုလေးเนาะခရစ်ယာန်ဆိုတာကတကယ်အပယ်ခံလူနည်းစုငါကိုယ်နဲ့ကိုခရစ်ယာန်လို့တော့မကြော်ညာရဲလောက်အောင်တရားမဝင်တဲ့ဘာသာကိုကိုးကွယ်တဲ့လူနည်းစုတွေကနောက်ပိုင်းတော့နှစ်ပေါင်း300တောအတွင်းမှာတိုးပွားပြီးတော့မှအနောက်တိုင်းယဉ်ကျေးမှုကိုအကုန်လုံးဘာဖြစ်လို့ပြောင်းလဲစေခဲ့လဲဒါသူရဲ့ subtitle ကိုခေါင်းစဉ်သေးလေးနော်အဲ့ဒါမှသူကတော့ sociologist ဖြစ်တဲ့အတိုင်းပဲသူကတကယ်တမိုင်းသက်တွေအထောက်ထားဒီစည်ရင်းစရာတွေနဲ့ကိုလူဦးရေဘလောက်တေတာကဘလောက်ရှိမယ်အကုန်လုံးသူကခံမှန်းပြီးတော့မှတမိုင်းသက်တွေအထောက်ထားတမိုင်းရဲ့ဒီစာရွက်စာတမ်းတွေကြည့်ပြီးတော့မှသူကတော့ research လုပ်တာအဲ့မှာအော်စရာကောင်းတာကကနဦးယုံကြည်သူတွေကတော့ဒီလိုယောဂအဲ့လိုယောဂဇန်းတွေဖြစ်တဲ့လူတွေအပြုံလိုက်တည်တဲ့အခါမှာသူတို့ကအဲ့လိုမေးခွန်းတွေလည်းသူတို့မထွက်ဘူး rapture လာမယ်နောက်ဆုံးတော့အဲ့ဒါကြီးလည်းသူတို့ဟောလို့မရှိဘူးသူတို့ကတော့ခရစ်တော်ကငါတို့ကိုအိမ်နီးနားချင်းကိုလည်းချစ်ရမယ်အဲ့အိမ်နီးနားချင်းကခရစ်ယာန်ဖြစ်ဘယ်သူပဲဖြစ်ချစ်ရအဲ့ဒါကိုလက်တွေ့ကိုသူတို့ကျင့်သုံးပြီးတော့မှတကယ်ဒုက္ခရောက်တဲ့သူတွေလူတွေပြစ်ပြေးပဲသူ့ကိုဘယ်သူမှကြည့်မဲ့သူမရှိတော့ယောဂဝေဒနာခံစားတဲ့သူအဲ့လိုလူတွေကိုသူတို့ခေါ်တယ်ကျွေးမွေးတယ်ပြုစုတယ်စောင့်ရှောက်တယ်အဲ့တော့အကုန်လုံးအံ့ဩစရာကယောမနိုင်ငံသားတွေကမင်းတို့ငါတို့ဒီလောက်ကျင်းစေအထင်သေးခဲ့တာဘာဖြစ်လို့ငါတို့ကိုဒီလိုဖြစ်အခုဒီလိုလောက်ခက်မှငါတို့ဘယ်သူမှမကြည့်တဲ့အချိန်မှာဘာဖြစ်လို့ငါတို့ကိုဂရုစိုက်ရတာဒါသူတို့အတွက်အကြီးဆုံးစိန်ခေါ်မှုတကယ်ကိုတုံ့လှုပ်စေတဲ့သူတို့ရဲ့လုံဓမ္မတိယုံကြည်သူတွေရဲ့လောက်ရက်ကသူတို့ကိုတော်တော်တုံ့လှုပ်စေသွားတယ်။အဲ့ရနေစပြီးတော့မှခရစ်ယာန်ဆိုတာကအရှိန်ဟုန်နဲ့ကျွန်တော်တို့အများကြီးတိုးတက်လာတာကျွန်တော်တွေ့ရတယ်ပေါ့နော်။ဒီတော့ကျွန်တော်တို့ကနဦးယုံကြည်သူတွေဆီကနေတော့သင်ခန်းစာတွေတော့အများကြီးရှိပါလိမ့်မယ်လို့ကျွန်တော်ပြောလိုက်တယ်။အဲ့ကိုဗစ်တော့တွင်မှာလည်းကျွန်တော်အနောက်တိုင်းကတကယ်သမိုင်းနဲ့ပတ်သက်တဲ့ပညာရှင်တွေလည်းတော်တော်ရေးပါတယ်။ကနဦးယုံကြည်သူတွေဆီကနေပြီးတော့မှဒီလို
pandemic ပုတ်ပေမဲ့ epidemic ဒီ Roman Empire မှာဒီလိုယောဂဆန်းတွေပေါက်တဲ့အခါမှာသူတို့ဘလို့တုံ့ပြန်ကြလဲအဲ့ဒါတွေကနေပြီးတော့မှဒီကနေ့ COVID အချိန်မှာကျွန်တော်ယုံကြည်သူတွေနဲ့ဘလို့သင်ခန်းစာယူနိုင်လဲတော်တော်လေးရေးကြတယ်ဒါ COVID ဖြစ်တော့ပါဘောနော်2001မှာဒါ Christianity Today လို့ Gospel Coalition လို့ဘာလို့မှာသူတို့တော်တော်လေးအဲ့ paper လေး essay လေးတွေပေါ့တင်ကြတယ်ဒါတော်တော်အားရစရာကောင်းတယ်ကျွန်တော်လည်းအရင်သဘောကျတယ်ဒါဘာလို့ဆိုဒါကျွန်တော်တို့အတွက်ကနဦးယုံကြည်သူတွေကတော့ကျွန်တော်တို့ရဲ့စံနမူနာပဲဘူးနော်ကနဦးအသင်းတော်ရဲ့လှုပ်ရှားမှုတွေကလည်းဒီကနေ့ထိကျွန်တော်အမြဲတမ်းအတူယူနေရတယ်အထူးသဖြင့်တမန်တော်ဝတ္ထုပေါ့ဒါကျွန်တော်တို့အတွက်အဓိကစံနေပဲဆိုတော့အဲ့တော့ဘာကြောင့်ဒီကနဦးယုံကြည်တွေကဒါတွေကိုသူတို့ရင်ဆိုင်နိုင်တယ်လဲဆိုတော့သူတို့ရဲ့အဓိကများသောအားဖြင့်ပညာရှင်တွေအကုန်လုံးဓမ္မသစ်ဒီ early Christian သမိုင်းရှင်ပညာရှင်တွေအကုန်လုံးရဲ့သူတို့ရဲ့ထောက်ပြချက်တစ်ခုကတော့သူတို့အတွက်ကယေရှုခရစ်တော်သူတို့အတွက်ယန္တုကိုပင်ချစ်ခဲ့တယ်ကျွန်တော်တို့အသေးခံနေတယ်ပြီးတော့ရှင်ပြန်ထမြောက်တယ်နော်လုံးဝရှင်ပြန်ထမြောက်သွားတယ်တကယ် resurrection တည်တဲ့သူဆူတောင်းပေးလို့ချမ်းပါတယ်နောက်တစ်ချိန်တော့တည်သွားတာပဲခရစ်တော်ရှင်ပြန်ထမြောက်ခြင်းကတော့လုံးဝအဲ့လိုမဟုတ်တော့တကယ် new beginning လို့သူတို့ခေါ်တယ်အသစ်တော်ပြန်လေအစတင်မှုအကုန်လုံးဒါကိုသူတို့နားလေတဲ့အခါမှာသူတို့တော့ကဒါကြီးကသူတို့တမဟာအင်အားပဲခုနလိုစုံစမ်းနှောက်ယှက်ခြင်းတွေညှင်းဆဲနှိပ်စက်ခြင်းတွေအပယ်ခံမှုတွေလူတွေမပေါင်းချင်တာတွေအခုနောက်ဆုံးပေါ့နော်ဒီယောဂဘေးရတွေအစသူတို့အကုန်လုံးရင်ဆိုင်နိုင်တဲ့သူတို့ရဲ့အင်အားကြီးဖြစ်စေတာပဲပြောမယ်ဆိုရင်တော့ခရစ်တော်ရဲ့အသေးခံခြင်းနဲ့ရှင်ပြန်ထမြောက်ခြင်းခရစ်တော်ရဲ့ယန္တုကိုပင်ချစ်ခြင်းတွန်တင်ယုံတာမကောက်သူကိုယ်တိုင်လဝကတိုင်မှာသူအကုန်လုံးပြခဲ့တယ်အဲ့ဒီလိုပဲသူရဲ့တပည့်တော်တွေကိုလည်းယန္တုကိုချစ်ရမယ်အိမ်နီးနားချင်းကိုချစ်ရမယ်ဒါကိုတုံ့တင်ခဲ့တဲ့အရာကိုသူတို့ဝမ်းမြောက်စွာလိုက်နာတယ်နှုတ်ပြီးတော့ဒုက္ခဆင်းရဲဝေဒနာပြဿနာတွေကိုလည်းသူတို့ကဒါတွေကငါတို့နဲ့မဆိုင်ဘူးခရိယန်မှန်တယ်ဆိုရင်ဒါတွေမကြုံရဘူးအခုခေတ် prosperity သမားတွေရှောက်ဟောနေတဲ့ပုံစံမျိုးတွေတော့သူတို့တော့တစ်သက်လုံးသူတို့တပတ်အသင်းတော်မှာဘယ်တော့မှအဲ့တရားဟောချက်မကြားခဲ့ဘူးဒါ20ရာစုမှာကျွန်တော်တို့ John Piper စကားနဲ့ပြောရင်ပေါ့နော် John Piper America Bethlehem တကယ်အသင်းတော်ကြီးဦးဆောင်တဲ့သူတွေငါတို့ American တွေကဒီ prosperity ကိုဟောထုတ်လုပ်ပြီးတော့မှဆင်းရဲတဲ့ Filipino တွေတွားပြီးတော့မှပတ်စံတွေကောက်လူငွေတွေရှာပြီးတော့မှသူတို့ရဲ့ mind Christian တွေကိုဖျက်ဆီးတာဒီကောင်ငါတို့တွေပဲသူတို့လည်းအဲ့လိုပြောတယ်သူကတော့ Portman သူကတော့ခပ်ပြက်ပဲသူက Obama လည်း abortion ကိုတရားဝင်ခွင့်ပြုတဲ့အခါမှာတရားဝင်စိန်ခေါ်ပလိုက်တာပဲလေသူအဲ့လိုပေါ့ကျွန်တော်တို့အဲ့လိုဦးချောင်းချောင်းဒီအမြင်တွေတော့မရှိကြဘူးပေါ့နော်ဘယ်လိုခေါ်မလဲခရိယန်ဆိုရင်တော့ဒါတွေမဖြစ်နိုင်ဘူးဘယ်လားခရိယန်လည်းလူပဲအကုန်လုံးဖြစ်နိုင်တယ်ရှင်ပေါလုပြောသလို all things work together ခတ်သိမ်းတော့ရအကုန်လုံးဟာကျွန်တော်ယုံကြည်သူတွေအတွက်ဆိုရင်အဆုံးမှာအကောင်းဆုံးဖြစ်အောင်ဖခင်ပြင်ပေးနေတယ်ဖခင်လှုပ်ဆောင်ပေးနေတယ်ဖခင်အလုပ်လုပ်နေတယ်ဆိုတာပေါ့မကောင်းတာတော့မကောင်းတာပဲဒါပေမဲ့အဆုံးမှာတော့အကောင်းဆုံးဖြစ်အောင်ဖခင်လုပ်ပေးနေတယ်ဆိုတာကိုဒါဓမ္မသစ်ယုံကြည်သူတွေကဲလုံးဝသူတို့ယုံကြည်တော့မကောက်သူတို့ရဲ့အသက်တာမှာအများကြီးတွေ့ရတဲ့အရာပေါ့အဲ့တော့ကျွန်တော်တို့ခုချိန်မှာတော့ဒီရှင်ပေါလုရဲ့ခုနပြောတဲ့ယောမခန်းကြီး8တို့ဒီပြီးတော့ကျွန်တော်ဖိလစ်ပိဩဝါဒစာတို့ပြီးတော့တမန်တော်ဝတ္ထုကျွန်တော်ပြီးတော့အသင်းတော်တမိုင်းကနဦးယုံကြည်သူတွေကိုကျွန်တော်အများကြီးလေ့လာတော့မှသူတို့ဆရာတွေတော့ကျွန်တော်အများကြီးပြန်သိယူဖို့လည်းအများကြီးလိုအပ်တယ်ပြီးတော့ကျွန်တော်ရဲ့ယုံကြည်တဲ့ယေရှုခရစ်တော်အသေးခံတဲ့ယန္တုကိုချစ်တယ်အဆုံးထိတိုင်အောင်ချစ်တယ်ခမဲတော်ရဲ့အလိုဝန်ခံတယ်ခမဲတော်ရဲ့ညှင်းပယ်ခြင်းခံရတယ်ဒါတွေအားလုံးကကျွန်တော်တို့အတွက်ဖြစ်တယ်ကျွန်တော်တို့ခံရမယ့်အရာကိုခရစ်တော်ခံခဲ့တယ်ခံယုံတာမကနောက်ဆုံးမှာတည်ခြင်းကနေရှင်ပြန်ထမြောက်ပြီးလူဘဝဆိုတာတည်ခြင်းမှာမဆုံးတော့ကျွန်တော်ရဲ့ ultimate ကျွန်တော်ရဲ့ hope ကမျှော်လင့်ခြင်းဆိုတာဟာကောင်းကင်လည်းမဟုတ်ဘူး New Jerusalem ကောင်းကင်တည်းမြေကြီးတည်းဖြစ်တယ်ခရစ်တော်ရှင်ပြန်ထမြောက်တဲ့ကိုယ်ခန္ဓာဒီနေ့ကျွန်တော်တို့ခရစ်တော်ကြွလာတဲ့အချိန်မှာရတယ်ဒါတွေကကျွန်တော်တို့အတွက်တကယ်အဲ့ဒါတွေကိုစဉ်းစားဆင်ခြင်အောက်မေ့လာလေကျွန်တော်ဒါတွေကကျွန်တော်တို့ဘာမဆိုရင်ဆိုင်နိုင်တဲ့အင်အားတွေဖြစ်လာလိမ့်မယ်လို့ကျွန်တော်ယုံကြည်တယ်အဲ့တော့ကျွန်တော်ပြောမယ်ဆိုရင်တကယ်ဦးကြောင်ကြားခရစ်ယာန်ဆိုရင်ဒါတွေမတွေ့ရဘူးဒီမှာအဲ့ဒါတွေကတော့ရှောက်မရောင်ဖို့တော့လိုတာပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့တော့အဲ့လိုလေးဖြည့်ချင်ပါတယ်ပြောရင်တော့ပြောစရာနည်းနည်းပူများလာမလားတော့မပြောတတ်ဘူးဒါပေမဲ့ဒီလောက်နဲ့ရရှိရလိုက်တော့မယ်နော် Thank you ကျေးဇူးတင်ပါတယ်ဆရာကျွန်တော်တို့ခွန်အားလေးရပါတယ်ကျွန်တော်တို့အနေနဲ့ဒီစကားဝိုင်းလေးကကျွန်တော်တို့မိကွန်းကလည်းတော့ကျေပြန့်သွားတယ်ဆရာတို့အနေနဲ့လည်းဆရာတို့ရဲ့ဒီဘုရားသခင်တွင်တင်ထားတဲ့ဒီတမန်ကျမ်းစာကိုအခြေခံပြီးတော့တွင်တင်ထားတဲ့အသက်တာကိုအခြေခံပြီးတော့ဝင်ငှပေးတဲ့အရာပေါ်မှာလည်းကျွန်တော်တို့အများကြီးကျေးဇူးတင်ပါတယ်အခုအချိန်မှာကျွန်တော်တို့ဒီပါဝင်နေကြတဲ့လူတွေစီကနေကျွန်တော်တို့ Q&A ပေါ့နော်question and answer လေးအစီအစဉ်လေးတစ်ခုတော့ကျွန်တော်တို့
စီစဉ်ချက်ပါတယ်အဲ့ဒါကိုဆရာထန်းကပဲဥဆောင်ပေးပါဆရာပြည်စုတင်ပါတယ်ဆရာတို့2ယောက်ဒေါက်တာအောင်ထူးနဲ့တိတ်ခါရရဒေါက်တာကျင်ခမ်းမှုပေါ့နော်ဆရာတို့2ပါးကနေပြီးတော့ဖြည့်ပေးဖို့ကျွန်တော်မိကုံးလေးတစ်ခုရထားပါတယ်ဆိုတော့အဲ့ဒါကဘာလဲဆိုရင်ဒီခရိယန်တမန်ကျမ်းစာထဲမှာတဲ့ဖျားသခင်ကဣသေလလူမျိုးတွေကိုအဂုတုပြည်မှာကျွန်ဘဝနဲ့ထားလိုက်တဲ့အခါမှာနှစ်ပေါင်း400ပေါ့နော်430အဲ့ဒီလိုသူကြားထားတယ်တဲ့နောက်တစ်ခုကဒီတရားဟောဆရာတယောက်ကပြောဘူးတယ်ပေါ့နော်ဒီဓမ္မဟောင်းနဲ့ဓမ္မသစ်ဒီကြားထဲမှာလဲတဲ့ဘုရားရှင်ကဟိုနှစ်ပေါင်း400လောက်ပေါ့နော်ဟိုစကားမပြောဘဲနဲ့ဘုရားကတိတ်ဆိတ်စွာနေတယ်ဆိုတဲ့ဟာတွေသူကြားဘူးတယ်ပေါ့နော်ဆိုတော့ဘာဖြစ်လို့ဘုရားသခင်ကဒီလိုနှစ်အကြာကြီးထားရတာလဲတဲ့နှစ်တည်းအရန်ကြာတော့ဟိုတချို့လူတွေသေကုန်တယ်ပေါ့နော်ဟိုပြတ်တဲ့လူကပြတ်တဲ့အခြေအနေတွေကပိုပြီးဆိုးလာတလားလို့ဟိုမြင်မိတယ်တဲ့အဲ့ဒီရဲ့နောက်ွယ်ဖရားရဲ့အကြံစီကဘလို့ဖြစ်မလဲဆိုတာဆရာတို့ဖြေပေးဖို့ပေါ့နော်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ဆရာတို့ရဲ့အမြင်ပေါ့နော်ကျွန်တော်နားလဲတယ်လို့ဆိုရင်တော့ကျွန်တော် personal မြင်ကျွန်တော်နားလဲတယ်လို့ဒီမိကုန်းကိုကျွန်တော်နားလဲလိုက်တယ်လို့ဆိုရင်တော့ဟိုနေ့အကြာကြီးမထားဘဲနဲ့ပေါ့နော်ဟိုဖရားသခင်ကမြန်မြန်ဆန်းဆန်းဟိုမှာနှစ်ပေါင်း40လောက်ဟို400ကြီးဆိုတာအရန်များလို့နေပေါ့နော်လို့ပုံစံမျိုးနဲ့သူ့အနေနဲ့အကြာကြီးမထားစေခြင်းနဲ့အမြင်မျိုးနဲ့သူမေးတယ်လို့ကျွန်တော်မြင်ပါတယ်ဆိုဆရာတို့အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့ဆရာတို့အနေနဲ့ဖြည့်သိနေဆိုရင်လည်းဒါဖြည့်ပေးဖို့ပေါ့နော်ကျွန်တော်မေးချင်ပါတယ်ဆိုတော့ဆရာဝန်ပြရနေဆရာရဲ့အမြင်ပေါ့နော်ဆရာအကြံပြုဆွေးနွေးပေးပါအောင်ဟုတ်ဒီမေးခွန်းနဲ့ပတ်သက်ပြီးတော့ပြီးတဲ့အခါကျရင်တော့ဆရာအောင်ထူးအလှည့်ပေါ့နော်ဟုတ်ဒီနေရာမှာကျွန်တော်အနေနဲ့ဟိုတခါကျွန်တော်တို့ယုံကြည်သူတွေဒီအကြံစီတော်နဲ့ကျွန်တော်တို့ကဒီမေးခွန်းတွေလည်းကျွန်တော်တက်လာတဲ့အတွက်ကြောင့်တခါကျွန်တော်တို့ယုံကြည်သူတွေကဖျားနေအောင်ယူခြင်းတယ်ကျွန်တော်အနေနဲ့အဲ့ဒါလိုပဲကျွန်တော်စဉ်းစားမိပါတယ်ကျွန်တော်ကရှောင်းလူလဲကျွန်တော်ပြောတယ်ကျွန်တော်အမှုတော်ဆောင်တောက်လျှောက်မှာကျွန်တော်ကဒီပြောရရင်ကျွန်တော်ကျမ်းစာကျောင်းတွေမှာကျွန်တော်သင်ယူခဲ့တဲ့နောင်ကာလပေါ့နော်ကျွန်တော်တို့ဗာလဲဆိုရင်ဒါအနာဂတ်အတွက်ကျွန်တော်တို့ဒီဗေဒန်ကြီးကာလတို့ lecture တို့ဘာတို့ပေါ့နော်ကျွန်တော်ဟောထားမရှိဘူးကျွန်တော်ကအဓိက focus ကလက်ရှိအခြေအနေမှာအကောင်းဆုံးအသက်ရှင်ဖို့ဒါကိုကျွန်တော်ကဟောပါတယ်ဆိုတော့တခါယုံကြည်သူတွေကနော်အများဖြင့်ခရစ်ယာန်တွေခိုင်းကွဲကြတယ်တချို့တွေအငင်းအကုန်ဖြစ်ကြတယ်ဘာလို့သွားဖြစ်လဲဆိုရင်ကျွန်တော်တို့ကဖျားတွေးမဲ့ဖျားအလုပ်တွေကိုကျွန်တော်တို့ကကိုစားကျွန်တော်တို့ကလုပ်ချင်နော်ဒါတွေပြောမယ်ဆိုအများကြီးကျွန်တော်တို့ရှိပါဖျားကသူ့အနေနဲ့သူ့ရဲ့အကြံစီပေါ့နော်ကျွန်တော်တို့ကဆရာကိုပလင်ပြောတယ်လို့ပဲသူ့ရဲ့ကျွန်တော်တို့ကိုလာမယ်ကမိုင်းဖန်ဆင်းဖို့ကျွန်တော်တို့ကိုလာပြီးတော့ဘုရားသခင်ကလာပြီးကျွန်တော်တို့ညှိတာမို့သူလုံမဲ့အလုပ်တွေကကလာတွေပါတွေကျွန်တော်တို့လာညှိတာသူ့အလုပ်ဘုရားကသူ့အလုပ်သူလုပ်သွားတာဖြစ်တယ်ဆိုတော့ဒီမေးခွန်းနဲ့ပတ်သက်လို့ကျမ်းစာ background နဲ့ကျွန်တော်တင်ပါတယ်ဆရာအောင်သူကပဲဟိုဂဂနာပို့ပြီးတော့ဖြေချနိုင်လိမ့်မယ်လို့ကျွန်တော်ညွှန်လင့်တယ်ကျွန်တော်အနေနဲ့တော့ဒီမေးခွန်းကဟိုဘာကြောင့်ဖြစ်မလဲဆိုတာတဲ့ကျွန်တော်ကတော့ညားသွားဖြစ်ကျွန်တော်ကဖခင်ရဲ့နှုတ်ကပတ်တော်ကိုကျွန်တော်ရိုးလေးပဲကျွန်တော်ဟိုယုံကြည်လက်ခံဖို့ကျွန်တော်ကြိုးစားပါတယ်ဆိုတာကျွန်တော်အနေနဲ့ဒီလောက်ပဲကျွန်တော်ပြောချင်ဟုတ်ကဲ့ပါဆရာကျေးဇူးတင်ပါဆရာဒေါက်တာအောင်ထူးအနေနဲ့ဆရာထပ်ပြီးတော့ဆရာအကြံပြုဆွေးနွေးပေးပါအောင်ဟုတ်ဖြည့်တဲ့နဲ့ဆိုလဲဖြည့်ပေးဖို့ပေါ့နော်ဟုတ်ဆရာဖုန်ပြောတော့တော့ကျွန်တော်လုံးဝကိုထောက်ခံပါတယ်တကယ်ကြတော့ဒါဖះလုတ်တဲ့အလုပ်တွေကတော့ဖះလုတ်တဲ့အလုပ်ပဲပေါ့နော်တခုအဲ့လိုမေးခွန်းကိုမေးမယ်ဆိုတော့ပထမဆုံးကျွန်တော်ဖြေနိုင်ကျွန်တော်လည်းမသိဘူးအဲ့တော့ကောင်းကင်ရောက်မှဒါမှမဟုတ်တကယ်ခရစ်တော်ကြွလာမှပဲကျွန်တော်အားရပါရပြီးလို့ကောင်းတာပေါ့ဒါဖះဘယ်လိုဖြေမလဲတော့မသိဘူးပေါ့လေ
ဒါပေမဲ့ဖျားဖြေရတော့အားလုံးကိုကျွန်တော်တို့အန်အောမြင်တက်ပြီးတော့မှလက်မခံနိုင်စရာမရှိအကုန်လုံးချွင်းချက်မဲ့လက်ခံမဲ့ဖြစ်တယ်ဆိုတာတော့ကျွန်တော်ကျွမ်းမဲ့ယုံကြည်တယ်ဒါကတော့အဲ့ဘယ်မဲ့တစ်ခုကလေကျွန်တော်ကအခုခရီးရကျွန်တော်အမေးခံရဘူးလို့ပါကနန်းနေပေါ့နော်ကျန်းစာထဲမှာပါတဲ့ကိန်းကနန်းနေဘယ်နှစ်အောင်ဘယ်နံပါတ်9နံပါတ်3နံပါတ်4နံပါတ်ဒါတွေကဘာကိုပုံဆောင်လဲဘာကိုပြောလဲအဲ့လိုတွန်းတင်ချက်တွေကတော်တော်လေးကျွန်တော်မြန်မာနိုင်ငံခရီးရနေကြိုက်တဲ့ပုံပေါ်တယ်အဲ့လိုမြန်မာနိုင်ငံခရီးရနေကြိုက်တယ်လို့ပြောတာအဲ့လိုကျွန်တော်မပြောချင်ဘူး sorry ကျွန်တော်စကားကိုပြန်လိုက်အဲ့လိုခေါ်တာကိုတော်တော်ကြိုက်ကြတယ်ကျွန်တော်ခေါ်တဲ့သူတွေကခေါ်တဲ့သူတွေကကြိုက်တော့နားထောင်တဲ့သူတွေကလည်းကြိုက်တယ်လို့ရှိလာပြီးတော့မိုက်မီးခွန်းတွေမေးချတာပေါ့နော်ကနန်းနေပေါ့အဲ့ကိန်းကနန်းတွေကကနန်းကိုအရန်တွားတာကျွန်တော်ငယ်ငယ်တော့ဘာလို့ဆိုတင်မှုတယ်လေကျွန်တော်ငယ်ငယ်တော့ဆိုအသက်ဘယ်လောက်လဲ14-15လောက်ပေါ့နော်ဆရာတော်ဘာနာမည်တော့မပြောတော့ပါအဲ့ဆရာတော်ဆုံးသွားပါပြီကျွန်တော်တို့ညီကိုနှစ်ယောက်ကိုလာပြီးတော့မှဒီကိန်းကနန်းတွေတွက်ပြပြီးတော့ခရစ်တော်ကြွလာဖို့အရန်နီးပြီဘယ်နှစ်လောက်ပဲလိုတော့လဲဆို10နှစ်လောက်ပဲလိုတော့တယ်2နှစ်လောက်ပဲလိုတော့တယ်အဲ့ဒါမိုးနဲ့လာတင်တာကျွန်တော်တို့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီ eschatology လို့ခေါ်တဲ့နောက်ဆုံးသောကာလနဲ့ပတ်သက်တဲ့အမြင်တွေထဲမှာ dispensational theology ကကျွန်တော်မြန်မာနိုင်ငံရဲ့ခေါင်းတွေကိုအကုန်လုံးအဲ့ဒါကြီးနဲ့ပဲလှည့်ပတ်ထားတယ်ကျွန်တော်ချားနည်းနဲ့မစင်စားတတ်တော့အဲ့ဒါကျွန်တော်တို့ပြဿနာတခြားနည်းနဲ့ကျန်းစာကိုမကြည့်တတ်တော့အဲ့လိုခနန်းတွေဟိုတရုတ်ကငကနီပေါ်လာပြီးဒါလေဆိုဗီယက်ပြည်တော်စုတွေအဲ့လိုခေတ်မျက်မှောက်ခေတ်ကာလတွေကိုကြည့်ပြီးတော့မှခရစ်တော်ကြွလာတော့မယ်ဘာညာအော်စရာကောင်းတာရှင်ပေါလုလည်းအဲ့လိုမလုပ်ဘူးဓမ္မသစ်ခရစ်ယာန်တွေလည်းအဲ့လိုတစ်ခါမလုပ်ခဲ့ဘူးသူတို့ကတော့ကြွေလာတဲ့ဟာတွေအားလုံးသူတို့မှရင်ဆိုင်နိုင်တဲ့ခရစ်တော်ရဲ့ဧဝံဂေလိတရားဒီသတင်းကောင်းနဲ့သူတို့အကုန်လုံးရင်ဆိုင်နိုင်တာတော့ကျွန်တော်တွေ့ရတာအဲ့တော့ကျွန်တော်အချမ်းအဲ့လိုမေးတဲ့သူဘယ်သူလဲဆိုတော့မသိပေမဲ့တော့ကျွန်တော်နားလေပါတယ်ကိုချင်းစာပါတယ်ဒါစဉ်းစားစရာလည်းကောင်းပါတယ်ဒါပေမဲ့တစ်ဖက်ကနေပြောရင်တော့ဒီဟာကတော့ကျွန်တော်မသိနိုင်တဲ့အရာဖြစ်တယ်ကျန်းစာထဲမှာလည်းဒါနဲ့ပတ်သက်ပြီးတော့မှပြောမယ်ဆိုရင်လည်းကျွန်တော်တို့ကိုယ့်ရဲ့အတွေးအယူဆပဲဖြစ်မှာပဲဒါတိတိကျကျကြီးမှမရှိတာကြီးဒါဖះနှစ်ပေါင်း400ကျွန်ခံခိုင်းတယ်မတတ်နိုင်ဘူးလေဒါအာဗြဟံကိုဖះကဒီတဘာဝချက်ခန်းကြီးစကားမှာဒီလိုဖြစ်လာမယ်ဆိုတော့ပြောခဲ့တယ်အားလုံးကတော့ဖះရဲ့ကတင်ချင်းရဲ့ဒီ story line ပေါ့နော်သူရဲ့ဒီဇက်အိမ် lineအတိုင်းကျွန်တော်တို့ကြည့်မယ်ဆိုရင်တော့အဲ့လိုနှစ်တည်းကအန်အောစရာတော့ကောင်းတယ်စဉ်းစားစရာလည်းကောင်းတယ်ဒါပေမဲ့ဒီຢာတွေကတော့အရင်အဲ့ပေါ်မှာအာယုံအရင်စိုက်လွန်းရင်လည်းနည်းနည်းလေးတော့တိတ်အဖြေမရှိတဲ့ပု္ပ္ပစာကိုရှာနေတဲ့ပုံစံမျိုးဖြစ်သွားတာပေါ့နော်အဲ့လိုလေးပဲကျွန်တော်ဖြေချင်ပါတယ်ကျေးဇူးတင်ပါတယ်မင်းကမေးတော့ကောင်းပါတယ်ကျွန်တော်ဒီလိုစကားပွဲပြီးသွားရင်လေအဲ့လိုအမေးဖြေလေးတွေပေါ့နော်ကိုပြောခဲ့တဲ့အရာပေါ်မှာလက်ခံနိုင်တာလက်မခံနိုင်တာစောရကတက်ချင်တာလေးတွေဒါအဲ့ဒါမိုးလေးမေးတာကျွန်တော်သဘောကျတယ်ဒီတိုင်းပဲကျွန်တော်တို့ပဲပြောပြီးတော့မှပြီးတော့တာဘိုင်ဆိုတော့နည်းနည်းလေးပြင်းစရာကောင်းတော့ဒီနေ့တော့ကိုပလိန်ဆရာပလိန်လို့ပြောရမလားကိုပလိန်လို့ပြောရမလားတော့မသိဘူးသူလုတ်ပေးတယ်ဆိုကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ပါကိုပလိန်ရေကျွန်တော်ဘက်ကတော့ဒီမေကွန်းအပြင်တခြားမေကွန်းတော့မရှိဘူးပေါ့နော်ဒီမှာကျွန်တော်တို့ဒီမှာနားထောင်နေကြတဲ့ဆရာတွေဆရာမတွေရှိရနေရောမေးစရာရှိတယ်ဆိုရင်လည်းကျွန်တော်တို့ personal ပေါ့နော်ဒါလိုက်မေးလို့ရပါတယ်မရှိဘူးဆိုရင်တော့ကျွန်တော်တို့ moderator ဆက်ပြီးတော့သူအစီအစဉ်ဦးဆောင်သွားဖို့ဖြစ်ပါတယ်ဟုတ်ကျေးဇူးတင်ပါတယ်ဆရာကျွန်တော်ခွန်အားလေးရပါတယ်ဒီနေ့ဆရာတော်နှစ်ပါးဖြည့်ကြားသွားတဲ့ဟာခုနဆရာဘုံပြီးပြောတာကျွန်တော်စိတ်ထဲမှာတော်တော်တူးထီတာကျွန်တော်တို့ဖျားလုပ်တဲ့အလုပ်ကိုကျွန်တော်တို့ကလုပ်တတ်ကြတယ်ခုနဒေါက်တာအောင်ထူးပြောတာလဲကျွန်တော်တို့ကိန်းကနန်းအနေနဲ့ပေါ့နော်ကျွန်တော်တို့နယ်ဒီမှာလည်းအဲ့တိုင်းပဲissue တော့ကြွလာရမယ်ဟာဒီဘေးရန်ကြီးကာလက9နှစ်ဆိုတော့နှုတ်လိုက်လို့ရှိရင်ဘာမှမကြံတော့ဘူးဆိုပြီးတော့anyway ကောင်းတာတော့ကောင်းတယ်လူတွေကိုကျွန်တော်တို့ encourage လုပ်တဲ့နေရာမှာတော့ကောင်းပေမဲ့ကျွန်တော်ပြန်စဉ်းစားတယ် company တွေမှာကျွန်တော်တို့ရဲ့စီမံကိန်းတွေ plan တွေအားလုံးက very confidential နော်ဖယားသခင်သူ့ရဲ့အကြံစီတော်တွေကိုတချို့သောအရာတွေကိုကျွန်တော်တို့ကိုပေးသိပါတယ်နီးပါပြီသင်တော်တဖန်ပင်ကိုကြည်ပါကျွန်တော်တို့ကိုပြောပါတယ်ဒါပေမဲ့ detail ကျွန်တော်တို့ရဲ့နာယီတွေနဲ့ဖယားနာယီလည်းတူချင်မှတူမယ်ကျွန်တော်တို့ရဲ့ရက်တွေနဲ့ဖယားသခင်ရက်တွေလည်းတူချင်မှတူမယ်ဆိုတော့ကျွန်တော်ပြန်စဉ်းစားကြည့်တာဒီအရာတွေနဲ့ကျွန်တော်တို့ကတော်တော်ကြီးကိုစိတ်နှောက်ယှက်ဖြစ်ပြီးတော့ကျွန်တော်တို့ယုံကြည်ခြင်းအများကြီးခုနဒေါက်တာဘုံပြီးပြောတာကျွန်တော်တို့ဖခင်အလုပ်ကိုသွားမလုပ်သင့်ဘူးဖခင်သခင်ကျွန်တော်တို့ခိုင်းတာကတင်းဖခင်သခင်ထာဝရဘုရားကိုစိတ်နှလုံးအကျုံးနဲ့ချစ်ပြရမယ်ကိုယ်နဲ့ဆက်ဆိုင်သောသူကိုကိုယ်နဲ့အမျှချစ်ရမယ်ကျွန်တော်ဆိုလို့တော့မလုံလောက်ဘူးလားပေါ့နော်
မှန်ပါတယ်တွေးခေါ်တာတော့ကောင်းပါတယ်ဆိုတော့ဒီနေ့စကားဝိုင်းကျွန်တော်ကသွားရှည်လိုက်ရင်လည်းမကောင်းတော့ဘူးเนาะဒီနေ့စကားဝိုင်းမှာကျွန်တော်တို့အများကြီးခုံအားရောရကြမယ်လို့ကျွန်တော်ယုံကြည်တယ်ပါဝင်တဲ့လူတွေများရောနည်းနည်းမေးစရာရှိတာလေးများရှိသေးလားခင်ဗျဆရာမမောင်တို့ရောရှိသေးလားမရှိတော့ဘူးဆိုရင်ကျွန်တော်တို့အခုလို့အပတ်စဉ်တင်းကုန်နေနေ့မြန်မာစံတော်ချိန်7နာရီမှာကျွန်တော်တို့ဒီအလင်းရောင်စကားဝိုင်းကိုကျွန်တော်တို့ဆွေးနွေးကျွန်တော်ထုတ်လွှင့်လေးရှိတယ်ဒီအပတ်မှာကျွန်တော်ဆွေးနွေးပြတဲ့ Reverend Dr. Chin Khan Vum နဲ့ Professor Dr. Aung Thu ကိုလည်းကျွန်တော်အထူးကျေးဇူးတင်ရှိပါတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တို့အလင်းရောင်စကားဝိုင်းအဖွဲ့သူအဖွဲ့သားများအနေနဲ့ကျေးဇူးတင်ပါတယ်ဆိုတဲ့အကြောင်းကျွန်တော်ပြောချင်တယ်ဆရာတို့ရဲ့အမှုတော်ဆောင်လုပ်ငန်းအသင်းတော်ကိုလည်းဖခင်သခင်ကောင်းချီးပေးပါစေလို့ကျွန်တော်တို့ဆုတောင်းချင်ပါတယ်ဒါပြင်ကျွန်တော်အလင်းရောင်စကားဝိုင်းမှာဒီနေ့ကျွန်တော်တို့ပြန်ပြီးတော့ထုတ်မယ်ဆိုရင်ဖခင်သခင်ဟာလူသမိုင်းမှာဓမ္မနဲ့အတ္တမနှစ်ဖက်စလုံးမှာဖခင်ရှင်ဟာသူဟာသူ့ရဲ့အကြံစီတွေအားလုံးသူဟာဖခင်ဖြစ်တဲ့အတွက်ကြောင့်အကြံစီအားလုံးရဲ့အရှင်သခင်ဟာသူပဲဖြစ်တယ်ဆိုတာကျွန်တော်တို့အနှစ်ချုပ်အနေနဲ့ကျွန်တော်တို့ပြောနိုင်တယ်ဒါပြင်ကျွန်တော်တို့ရဲ့အလိုဆန္ဒမဟုတ်ဘဲနဲ့ဘုရားသခင်ရဲ့သူ့ရဲ့အကြံစီတော်နဲ့တွားနေတယ်ဆိုတာလဲကျွန်တော်တို့ဒီနေ့စကားဝိုင်းနေအဖြစ်ကျွန်တော်တို့နားလဲရပါတယ်နားထောင်ကြတဲ့ဓမ္မမိတ်ဆွေအပေါင်းစီမှာလဲဘုရားသခင်အထူးပဲကောင်းချီးပေးပါစေနောင်ကာလများမှာလဲကျွန်တော်တို့ရဲ့အလင်းရောင်စကားဝိုင်းကိုကျွန်တော်တို့မြန်မာစံတော်ချိန်7နာရီပေါ့နော်တနင်္ဂနွေနေ့တိုင်းမှာကျွန်တော်တို့ဝင်ရောက်ပြီးတော့နားထောင်ပေးကြပါဝင်ရောက်ပြီးတော့အားပေးကြပါအောင်လို့ကျွန်တော်တောင်းပန်ရင်းနဲ့ကျွန်တော်ဒီ season လေးကို